ဒီတနက်ပြစ်ပါရမီရှင်လေးကတနက်ပြစ်တာကိုတင်ယူခဲ့တာနှစ်အနေငယ်ပဲရှိသေးပေမဲ့ professional တနက်ပြစ်သမားအားလုံးကိုသိနေပြီဖြစ်တယ်လို့2004ခုနှစ်အိုလံပစ်ပြိုင်ပွဲမှာလည်းသူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေနဲ့ရွှေတစိမ့်စုကိုစုခူးနိုင်ခဲ့ပါတယ်။သူဟာထူးချွန်တဲ့အရေးအချင်းနဲ့ချောမောတဲ့ရုပ်ရည်ကြောင့်သတင်းစာမျက်နှာပုံပေါ်မှာချက်ချင်းဆိုလိုပဲနာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂန်ချွန်းရဲ့မိသားစုတွေဟာနီးမျိုးစုံနဲ့လှုပ်ဝက်တပ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။ရဲတွေကစုံစမ်းစစ်ဆေးတဲ့အခါမှာတော့လူတက်မှုမှာတုံးခဲ့တဲ့လက်နက်ကဂရိနိုင်ငံအိုလံပစ်ပြိုင်ပွဲမှာဂန်ချွန်းတုံးခဲ့တဲ့တနက်ဖြစ်နေပြီးအဲ့ဒီအပေါ်မှာသူ့ဆွေမျိုးတွေရဲ့သွေးတွေနဲ့ဂန်ချွန်းရဲ့လက်ပွေရာတွေထင်ကျန်နေတာကိုတွေ့လိုက်ရပါတယ်။တိုက်ဆက်ဆိုင်မဲ့ဂန်ချွန်းဟာပြီးခဲ့တဲ့အပတ်ကမှသူ့အဖေနဲ့စကားများထားတာကြောင့်အမှုရဲ့အဓိကတန်တရားရှိသူအဖြစ်အဖမ်းခံလိုက်ရပါတယ်။ပထမအကြိမ်ရုံးထုတ်စစ်ဆေးတဲ့အခါမှာတော့ဂန်ချွန်းကိုတည်တံချမှတ်ခဲ့ပြီးဒုတိယအကြိမ်မှာတော့ထောင်ဒဏ်တကြွချမှတ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တပ်သိမခိုင်လုံတာကြောင့်သူပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲကနာကျင်မှုတွေကတော့ပြီးဆုံးမသွားပါဘူး။လူတွေကသူ့ကိုလက်ညှိုးထိုးပြီးစောင့်ကြည့်ဝေဖန်နေကြတာကြောင့်ဒီလိုမှောင်မိုက်တဲ့ဘဝကိုရင်ဆိုင်ရတာကတေရတာထက်တောင်ပိုဆိုးတယ်လို့ဂန်ချွန်းကခံစားနေရပါတယ်။ဂန်ချွန်းတယောက်တရားပေါ်ကနေခုံချတော့မဲ့အချိန်မှာပဲသူ့မိသားစုအသက်ခံရတဲ့မြင်ကွင်းကိုတွားပြီးတတိယလိုက်မိပါတယ်။သူ့ဘဝကိုဒီလောက်နဲ့တင်အဆုံးမသက်ချင်ဘူးလို့တွေးမိလိုက်ပြီးတရက်ခန့်အစ်စ်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။10နှစ်ကြာစူးစမ်းပြီးတဲ့နောက်မှာတော့ဂန်ချွန်းဟာ1,800 ဘီလီယံလောက်ချမ်းသာတဲ့ကုမ္ပဏီပိုင်ရှင်တထေးကြီးတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လေပြင်းတွေတိုက်ခိုက်နေတဲ့ညတညမှာတော့လူမဲတယောက်ရောက်ရှိလာပြီးဂန်ချွန်းကိုရဲဆက်ဆက်တပ်ပစ်လိုက်ပါတယ်။ဒီလိုမျိုးစိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝဇာတ်ကြောင်းဟာဇညွန်ရေးစရာတယောက်အတွက်စိတ်ကူးစိတ်တန်းတွေရလာစေတဲ့ရင်းမြစ်တစ်ခုဖြစ်စေခဲ့ပါတယ်။ဟုတ်ပါတယ်။ဂန်ချွန်းရဲ့ဘဝအကြောင်းကလက်တွေ့ကဘာမှာ W လို့ခေါ်တဲ့နာမည်ကြီးကာတွန်းစာအုပ်ကနေလာတာပဲဖြစ်ပါတယ်။ဒီကာတွန်းဇာတ်လမ်းတွေကအယောင်ရဆုံးစာအုပ်စရင်းဝင်ခဲ့တယ်လို့လူမှုကွန်ရက်တွေပေါ်မှာလည်းအယမ်းကိုပေါက်သွားခဲ့ပါတယ်။စာဖတ်သူတွေအားလုံးကဂန်ချွန်းတယောက်သူ့မိသားစုကိုတတ်တဲ့တရက်ခတ်ကိုရှာတွေးဖို့မျှော်လင့်နေကြတာပါ။ဒါပေမဲ့စာရေးဆရာကတော့အရင်တိုင်းပဲခေါင်းမာနေတော့မှာပဲ။သူကဇက်လိုက်ကိုတေးရမယ်ဆိုပြီးရေးခဲ့ပါတယ်။ပိုပြီးထူးဆန်းတာကတော့ဇလန်းအဆုံးသက်ကိုရေးပြီးတဲ့နောက်မှာစာရေးဆရာကညာတွင်ချင်းပျောက်ကွယ်သွားတာပါပဲသူ့ရဲ့တပည့်တွေကတကားအပြင်ဘက်မှာအလုံးလုံးနေကြပေမဲ့ဘာအတန်ကိုမှမကြားလိုက်ရဘူးလို့ပြောပါတယ်စာရေးဆရာရဲ့သမီးရန်ကျူးဟာရင်ဘတ်ခွဲစိတ်အထူးကုဆရာဝန်တယောက်ဖြစ်ပြီးသူ့ရဲ့အထက်လူကြီးပေါမောက္ခကလည်း W စာအုပ်ရဲ့ပရိသတ်တယောက်ပါပေါမောက္ခကိုမျက်နှာလှုပ်ချင်တာနဲ့ရန်ကျူးကနောက်ဆုံးအပိုင်းရဲ့အဆုံးသက်ကိုပြောပြမယ်လို့ကတိပေးလိုက်ပါတယ်သူဟာသူ့အဖေရဲ့အလုပ်ကမ်းထဲကိုပြေးဝင်သွားတဲ့အခါမှာတော့သူ့အဖေပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။ဂန်ချွန်းကသူ့ရိုင်ထဲမှာလဲနေရတာကိုမြင်လိုက်တော့ရန်ကျူလည်းအယမ်းကိုထိတ်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသွေးတွေပေးနေတဲ့လက်သက်ဖက်ကကွန်ပျူတာစခရင်ထဲကနေထွက်လာပြီးသူ့ကိုနောက်ထပ်နေပေတစ်ခုတည်းကိုဆွဲခေါ်သွားပါတော့တယ်။ရန်ကျူးကတော့ဘာတွေဖြစ်နေမှမသိပဲတောင်တောင်ဖြစ်နေတော့မှာပဲဘေးပပတ်လေကမြင်ကွင်းတွေက W ကာတွန်းတွေကမြင်ကွင်းတွေနဲ့ထပ်တူကြနေပါတယ်သူတတိမဝင်နိုင်သေးခင်မှာပဲသူ့ချစ်တောက်နာမှာဒဏ်ရာအပြင်းထန်ရထားတဲ့လူတစ်ယောက်လဲနေတာကိုမှမျော်လင့်မယ်တွေ့လိုက်ရပါတယ်ရန်ကျူးတယောက်အကူအညီလန်းခေါ်ပြီးအဲ့ဒီလူရဲ့သွေးတွေကိုတုပ်ပေးဖို့မီးဖို့ကြောင်တွေကနေတာဝါတစ်ခုသွားယူလိုက်ပါတယ်ဒါပေမဲ့2မိနစ်အတွင်းမှာပဲအဲ့ဒီလူကအသက်ရှူရခက်တဲ့လက္ခဏာတွေပြလာပါတယ်ရင်ဘတ်အောက်နာကြောင့်လို့ခံမရပေမဲ့ရန်ကျူးကရင်ဘတ်ခွဲစိတ်မှုမျိုးတခါမှမလုပ်ဘူးပါဘူးအဲ့ဒီလူအသက်ရှူကျက်ပြီးတည်တော့မဲ့အခြေအနေကိုမြင်လိုက်ရတော့သူကဝန်နှန်းတယောက်စီကနေဘောဝင်တစ်ချောင်းကိုယူပြီးအဲ့ဒီလူရဲ့ရင်ဘတ်ထဲကိုဓာတ်ရိုက်ထိုးဆိုင်လိုက်ပါတယ်တင်မင်းလက်ကနေဆွဲတင်လိုက်ပါတယ်မကြခင်မှာပဲကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပါတယ်ဆေးရုံအကြီးကကျေးဇူးတင်စကားပြောဖို့သူ့နာမည်ကိုမေးလိုက်ပါတယ်တန်ရာရတဲ့သူကသူ့ရဲ့အလုပ်ရှင်တတိဖြစ်နေတာကိုသိလိုက်ရတော့ဆေးရုံအကြီးကလည်းပြပြတလဲသွားစစ်ဆေးပါတော့တယ်အဲ့ဒီလူရဲ့နာမည်ကတော့ဂန်ချွန်းဆိုတာကိုရန်ကျူးကြားလိုက်ရတဲ့အခါမှာတော့ဒါဟာသူ့အဖေရေးနေတဲ့ဇလန်းတွေကဇက်ကောင်နာမည်မဟုတ်လားဆိုပြီးတွေးနေမိပါတယ်သူဘာမှနားမလည်ခင်မှာပဲအဖြူရောင်စာတန်းလေးတစ်ခုပေါ်လာပြီးနောက်တစ်စက္ကန့်မှာတော့သူဟာလက်တွေ့ကဘာတွေကိုပြန်ရောက်သွားပါတယ်။သူလက်တွေ့ကဘာတွေကိုပြန်ရောက်လာပေမဲ့သူ့အဖေဖြစ်တဲ့ကာတွန်းဆရာကတော့လှုပ်ဝက်စွာပျောက်ဆုံးနေတော့မှာပဲ။ပိုပြီးထူးဆန်းတာကဇလန်းရဲ့မူလအဆုံးသတ်မှာဇလိုက်ကတေရမှာဖြစ်ပေမဲ့အခုတော့မတေတော့တဲ့အပြင်ကာတွန်းထဲမှာရန်ကျူးဆိုတဲ့ဇက်ကောင်အစ်စ်ပါရုတ်တရက်ပေါ်လာတာပါ။မလွဲပါဘူးရန်ကျူးကဒုတိယနှစ်ပေတွေကိုရောက်သွားတော့ကလုတ်ခဲသမားတွေအကုန်လုံးကကာတွန်းထဲမှာပါလာခဲ့ပါတယ်ကဘာနှစ်ခုကလူ2ယောက်ကတမျိုးတစ်ဖုံဆက်သွယ်မှုရှိလာခဲ့ကြပါတယ်
ကာတွန်းကဘာတွေကကန်ချွန်းကတော့ရန်ကျူးပဲရောက်နေလဲဆိုတာကိုအမြဲတမ်းလိုက်ရှာနေပါတယ်ရန်ကျူးလို့ခေါ်တဲ့ဒီမိန်းကလေးကသူ့ဘဝကိုပြောင်းလဲပြီးမဲ့တော့ချက်ဖြစ်မယ်လို့သူကမရေမရာခံစားနေရပါတယ်ဒါပေမဲ့ဇလန်းထဲမှာဖြစ်ပျက်နေတာတွေရောဂန်ကျူးရဲ့ကောင်းတဲ့ကအသွေးတွေပါစာဖတ်သူတွေရှိမှအကုန်ပေါ်နေတာပါစာရေးဆရာကအခုထိပုံမလာသေးတော့သူ့ရဲ့တပည့်တွေကလည်းဆရာကအပြင်သွားပြီးအခုတော့သူ့ဘက်သားသူဆက်ဆွဲနေတာလို့ထင်နေကြပါတယ်ဇလန်းကအရန်ထူးဆန်းတဲ့ဘက်ကိုရောက်နေပေမဲ့ရန်ကျူးကတော့သူ့အဖေကဇလန်းထဲမှာပိတ်မိနေတာလို့ပြောပါတယ်ဒါဟာဖြစ်နိုင်ခြင်းမရှိသလိုထင်ရပေမဲ့ဇက်ကောင်တွေကိုသူ့အဖေတယောက်ပဲဆွဲနိုင်တာဖြစ်ပြီးဆွဲပုံဆွဲနည်းကလည်းအတူတူပဲဖြစ်နေတာပါရန်ကျူးတရားကိုသူ့အဖေရဲ့တပည့်နဲ့အငင်းပွားနေတော့မှာပဲရန်ကျူးရဲ့အဖေကရုတ်တရက်ပြန်ရောက်လာပါတယ်အခုတလောထွက်ခဲ့တဲ့အပိုင်းနှစ်ပိုင်းကိုသူပဲဆွဲတာလို့ပြောပေမဲ့ဘယ်ရီသွားနေတာလဲဆိုတာကိုတော့မပြောပါဘူး။တစ်ချိန်မှာတော့သူကဇလန်းတွေကဇက်ကောင်တွေကအသက်ဝင်လာပြီးဇက်ကွက်တွေကမူလလမ်းကြောင်းကနေတွေးဖေးနေတာကိုသိလိုက်ရပါတယ်။အဲ့ဒီဇက်ကွက်တွေကဂန်ချွန်းရဲ့ဆန္ဒအတိုင်းဖြစ်ပျက်နေတာပါ။မူလကနောက်ဆုံးပိုင်းမှာဂန်ချွန်းကတေးရမှာဖြစ်ပြီးမမျော်လင့်မဲ့စာရေးဆရာရဲ့သမီးကကဲတင်လိုက်သလိုဖြစ်သွားပါတယ်။စာရေးဆရာကသူ့ရဲ့စိုးရိမ်မှုတွေကိုဘေးဖယ်ထားပြီးကန်ချွန်းကိုနောက်တစ်ကြိမ်တေးအောင်လုပ်ဖို့ကြိုးစားပါတယ်။သူက nurse တယောက်ကိုပိုးသက်စီအစားပိုးသက်စီရန်နဲ့အစားထိုးပြီးကန်ချွန်းရဲ့သွေးကြောတွေကိုထိုးခိုင်းလိုက်တာပါ။စာရေးဆရာရဲ့တပည့်ကဒါကိုရန်ကျူးကိုပြောပြလိုက်ပါတယ်။ပုံမှန်ဆိုရင်သူကသူ့အဖေရဲ့အလုပ်ထဲကိုဝင်မဆွတ်ဖက်ပေမဲ့ဒီတစ်ခါကတော့မတူတော့ပါဘူး။ဇလန်းနဲ့ကဇက်ကောင်ကအသက်ရှင်နေတုန်းဖြစ်ပြီးသူ့အဖေရဲ့လုပ်ရက်ကတမင်တကာလူတက်တယ်လို့ဖြစ်နေတာမို့ပါ။သူကအဲ့ဒီလိုမလုပ်ဖို့သူ့အဖေကိုတောင်းပန်မှုကြိုးစားပေမဲ့သူ့အဖေကတော့ဇက်လိုက်ကမသိခင်မှာသူ့အတွက်သူလက်စားချီရမယ်လို့ပြောလိုက်ပါတယ်။ရန်ကျူးရဲ့အဖေကဇက်လိုက်ကိုတက်ကိုတက်ရမယ်ဆိုပြီးစိတ်ပိုင်းဖြတ်ပြီးသားပါ။သူတို့အငင်းပွားနေတော့မှပဲရန်ကျူးကကာတွန်းကဘာတွေကိုနောက်တစ်ကြိမ်မတော်တဆရောက်သွားပြန်ပါတယ်။သူ့ဖုန်းကလိုင်းပြတ်သွားပြီးလမ်းဘေးကစကရင်တစ်ခုမှာတော့ဂန်ချွန်းကျမ်းမကြီးပြန်ကောင်းလာပြီဆိုတဲ့သတင်းတွေတက်နေတာကိုတွေ့လိုက်ရပါတယ်။ကာတွန်းထဲကစေယုံကလက်တွေ့ကဘာကစေယုံနဲ့နာမည်ပဲကွာပြီးကြံတာအကုန်တူတူပါပဲရန်ကျူးက VIP အခန်းကိုအလွယ်တကူရှာတွေ့သွားပါတယ်အဲ့ဒီအချိန်မှာ Nurse ကဂန်ချွန်းရဲ့ပိုက်ထဲကိုပိုသက်စီရန်တွေထိုးထည့်နေပါပြီသူ့အဖေဆွဲထားတဲ့အတိုင်းဂန်ချွန်းကတေးရတော့မှာပါအဲ့ဒီအချိန်မှာပဲရန်ကျူးကအချိန်မီရောက်လာပြီးစေးထိုးအပ်ကိုဆွဲထုတ်လိုက်ပါတယ်လက်တွေ့ကဘာမှာတော့သူ့အဖေရဲ့ကာတွန်းစာအုပ်ကဂန်ချွန်းရဲ့အသိစိတ်အတိုင်းအလိုလျောက်ပြောင်းလဲနေပါတယ်ရန်ကျူးကသူဘာလို့ဒီကိုရောက်လာမှန်းမသိသလိုရဲတွေရဲ့စစ်ဆေးမှုကိုလည်းမပူးပေါင်းနိုင်ပါဘူးသူကလက်တွေ့ကဘာကိုမြန်မြန်ပြန်ကျင်တာကြောင့်စေးရုံကနေပေးထွက်ဖို့ကန်ချွန်းကိုတောင်းပန်ပါတယ်ရန်ကျူးတယောက်ဟိုတီတီရှောက်လုပ်နေပြီးပုံမြင်တွေလုတ်ပြုံးနေတာကတန်တရားဖြစ်စရာကောင်းနေပေမဲ့ကန်ချွန်းကတော့သူ့ကိုဖုံးသလုံးပေးလိုက်ပါတယ်စေးရုံကဆင်းလာတဲ့အခါကျရင်အဆက်အသွယ်လုပ်မယ်ဆိုပြီးပြောလိုက်တာပေါ့ရန်ကျူးတယောက်ကားမတိုင်ကိုပြန်သွားပြီး to be continue ဆိုတဲ့စာသားပေါ်လာရင်လက်တွေ့ကဘာကိုပြန်ရောက်မယ်လို့တွေးနေပါတယ်ရန်ကျူးရဲ့စိတ်တွေမတည်ငြိမ်သေးခင်မှာပဲနှစ်လတာအချိန်တွေကကုန်းဆုံးသွားခဲ့ပြီးကန်ကျွန်းတယောက်ဆေးရုံကနေဆင်းမဲ့အချိန်ကိုရောက်လာပါတယ်။အချိန်တွေဒီလောက်မြန်မြန်ကုန်သွားရတဲ့အကြောင်းရင်းကတော့ကာတွန်းကဘာထဲမှာအချိန်ဟာဇက်လိုက်အတွက်တိတ်အရေးမကြီးတဲ့အပိုင်းတွေဆိုရင်အယမ်းမြန်မြန်ပြောင်းလဲသွားတတ်လို့ပါ။ရန်ကျူးတယောက်ဇဝေဇဝါဖြစ်နေတော့မှပဲကန်ကျွန်းကအနီရောင်ပြိုင်ကားကြီးနဲ့သူ့ရှေ့ကိုရောက်လာပါတယ်။သူကရန်ကျူးကိုစားတောက်ဆိုင်တစ်ခုမှာနီးလေစာကျွေးချင်နေတာပါ။ကားတကားဖွင့်မိလိုက်တော့ရန်ကျူးလည်းလှိတ်သွားခဲ့ပါတယ်။သူကရန်ကျူးကိုဈေးကြီးတဲ့ shopping mall တစ်ခုစီကိုခေါ်သွားပါတယ်။သူတို့သွားလီယာမှာဂန်ချွန်းကအမြဲတမ်းလူအများရဲ့အာယုံစိုက်မှုကိုခံရသလိုလူတိုင်းကလည်းရန်ကျူးကိုမနာလိုတဲ့အကြည့်တွေနဲ့ကြည့်နေကြပါတယ်။ရန်ကျူးတယောက်အဝတ်စားလဲနေတော့မှဒါဟာအခန်းဆက်ကာတွန်းတစ်ခုဖြစ်တာကြောင့်နောက်တစ်ပိုင်းကိုဆက်သွားနိုင်မှုအတွက်ဇက်ကွက်အလှည့်ပြောင်းတစ်ခုလိုအပ်တယ်ဆိုတာကိုရုတ်တရက်သတိရသွားပါတယ်။ဒါမှသူလက်တွေ့ကဘာကိုပြန်နိုင်မှာပါ။ဒါကြောင့်သူကဂန်ချွန်းစီကိုသွားပြီးပါးရိုက်လိုက်ပါတယ်။ဒါပေမဲ့ဂန်ချွန်းကစိတ်မဆိုးတဲ့အပြင်ဒီဦးဝစ်စားကမင်းနဲ့လိုက်ပါတယ်ဆိုပြီးတော့တောင်ပြောလိုက်ပါသေးတယ်ခဏနေလို့ဘာမှထူးခြားမလာနဲ့သူကပို့ပြီးရဲရဲတိတိပဲဂန်ချွန်းကိုနမ်းလိုက်ပါတယ်ဒီတစ်ခါမှာတော့တူပီကွန်ချင်းညူးဆိုတဲ့စာဟာနောက်ဆုံးမှပေါ်လာခဲ့ပါပြီရန်ကျူးလည်းအဝတ်လဲခန်းထဲကိုအမြန်ပဲပြေးဝင်သွားပါတယ်သူကလက်တွေးကဘာကိုပြန်ရောက်သွားတဲ့အခါမှာလဲအဲ့ဒီကောင်ဝန်ကိုဝတ်ထားတော့မှာပဲသူက2လလောက်ပြောင်းနေတယ်လို့ထင်ရပေမဲ့လက်တွေ့ကဘာမှာတော့မိနစ်30ပဲရှိပါသေးတယ်သူ့ရဲ့ကျင်နာတဲ့လုပ်ပေါ်ကိုင်ဘက်ကရန်ကျူးရဲ့ကောင်ဝန်အစ်စ်မှာကတ်နေတယ်ဈေးနှုန်းတစ်စိတ်ကိုခွာပေးလိုက်ပါတယ်အဲ့ဒီကောင်ဝန်ရဲ့ဈေးနှုန်းက$35,500ဒေါ်လာတောင်ဖြစ်နေတာကြောင့်ကြားရတဲ့သူတိုင်းအံ့ဩသွားကြပါတယ်အပိုင်းအစ်စ်ကလည်းမြ мян ဆက်ဆံမဲတက်လာပါတယ်ဇက်ကွက်အလှည့်အပြောင်းတွေကပရိသတ်တွေကိုစိတ်လှုပ်ရှားစေသလိုရန်ကျူးကမင်းသားကိုနမ်းလိုက်တဲ့အခန်းကလည်းဒီလိုရိုမတ်တစ်ဆန်တဲ့ဇက်ကွက်ကိုကြိုက်တဲ့ပရိသတ်တွေကြားမှာတော့အရန်ကိုလူကြိုက်များသွားပါတယ်
ဒါကြောင့်လေပရိသတ်တွေကနေတိုင်းအပိုင်းတစ်ကိုစောင့်မျှော်နေကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအက်ဒီတာကမူရင်းစာသားကိုမမျှော်လင့်ပဲလက်ခံရရှိလိုက်ပါတယ်တပည့်တွေကဒါဘလို့ဖြစ်တာလဲဆိုတာကိုဇဝေဇဝါဖြစ်နေတော့မှပဲစာရေးဆရာကဒေါသတတိနဲ့ပေါ်လာပါတယ်သူကအခုမှထွက်ထားတဲ့အပိုင်းကိုပြန်ရုပ်သိမ်းဖို့ပုံနှိပ်တိုက်ကိုတောင်းဆိုလိုက်သလိုရုံးခန်းကိုလည်းယာယီပိတ်လိုက်ပါတယ်ပြီးရနဲ့ဟိုတယ်အခန်းကိုပြောင်းပြီးအလုပ်ဆက်လုပ်ပါတယ်စာရေးဆရာကတော့သူဖန်တီးရတဲ့ကဘာမှာသူကဖျားသခင်ပဲလေဇက်ကောင်တွေကသူ့ရဲ့ထိန်းချုပ်မှုအပြင်ဘက်ကိုရောက်နေတာကြောင့်သူကဘလို့နီးလန်းနဲ့မဆိုဒီဇလန်းကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဂန်ကျွန်းကိုကာမတော်တဆမှုဖြစ်အောင်လုပ်လိုက်ပါတယ်ဒါပေမဲ့ဂန်ကျွန်းကတေကန်ကြီးအချိန်မှာတော့ကာတွန်းကဘာကြီးတစ်ခုလုံးရပ်တန့်သွားပါတယ်သူကကာမတော်တဆမှုကိုရှောင်တိန်နိုင်လိုက်တာနဲ့ကဘာကြီးကပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်ဂန်ကျွန်းကလည်းတစုံတယောက်ကသူ့ရဲ့ကံကြမ္မာကိုအရေးထဲကနေကျိုးကင်နေတယ်ဆိုတာကိုသိသွားပါတယ်စာရေးဆရာရဲ့ကွန်ပျူတာစကရင်ကလည်းအချိန်နဲ့တပြေးညီပြောင်းလဲနေပါတယ်နောက်ဆုံးမှာတော့အဲ့ဒီလူကဘာတူလဲအခုဂန်ကျွန်းအတွက်အကြီးမားဆုံးမေးခွန်းကသူဘာလို့အနေရည်နဲ့ခဏခဏရင်ဆိုင်နေရတာလဲဆိုတာပါပဲအမှန်တရားကတော့စာရေးဆရာရဲ့စိတ်ပိုင်းဆိုင်ရာနဲ့အခြေအနေကဇလန်းတွေကဂန်ကျွန်းရဲ့အတွေ့အကြုံဟာနီးနီးကပ်ကပ်ဆက်သွယ်နေတာပါဂန်ကျွန်းတရားပေါ်ကခုံချတဲ့အပိုင်းကစာရေးဆရာမိမနဲ့ကွာရှင်တို့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာသူကအရန်ကိုမျောလင်းချက်မဲ့နေခဲ့တာပါသူကကာတွန်းကိုဆက်ဆွဲဖို့စိတ်သက်တွေကုန်ခန်းနေပြီးဂန်ကျွန်းကိုတက်ပြီးဇလန်းကိုအဆုံးသတ်ဖို့စီစဉ်ခဲ့တာပါဒါပေမဲ့ထူးဆန်းတာကစာရေးဆရာနောက်နေ့မနေ့နိုးလာတဲ့အခါမှာတော့ဂန်ကျွန်းဟာကာတွန်းထဲမှာအသက်ရှင်နေတော့မယ်ဆိုတာကိုတွေ့လိုက်ရပါတယ်ဂန်ကျွန်းဟာတညာလုံးလက်ရန်ကိုလက်တစ်ဖက်ထဲနဲ့မြဲမြဲစုပ်ကင်ထားခဲ့တာပါစာရေးဆရာကတော့သူမူးနေလို့မှားမှတ်မိတာနေမှာပါလို့တွေးခဲ့ပေမဲ့အသက်ရှင်မှုရုန်းကန်နေတဲ့ဂန်ကျွန်းရဲ့ပုံရိပ်ကသူ့ကိုစိတ်ကူးသစ်တွေရရှိစေခဲ့ပါတယ်စာရေးဆရာကဂန်ကျွန်းကိုအသက်ကယ်ဝေးရုံနဲ့မကပဲသူ့ကိုအောင်မြင်တဲ့ဘဝတစ်ခုကိုပါပေးခဲ့ပါတယ် TV အတန်လွှင့်ဌာနတစ်ခုကိုဝယ်ခိုင်းခဲ့ပြီး W လို့ခေါ်တဲ့ရာဇဝတ်မှုစုံစမ်းရေးအစီအစဉ်တစ်ခုကိုဖန်တီးဖို့ငွေအမြောင်များရင်းနှီးမြှုပ်နှံခိုင်းလိုက်တာပေါ့သူတို့ဟာဘာကူမှမကြောက်ပဲလူသက်သမားကိုစတင်စုံစမ်းခဲ့ကြပါတယ်လက်တွေ့ဘဝမှာလည်းစာရေးစရာဆောင်းဟွန်းဟာ W Webtoon ရဲ့ကြီးကျယ်တဲ့အောင်မြင်မှုကြောင့်နာမည်ကြီးပြီးချမ်းသာလာခဲ့ပါတယ်သူရောဂန်ကျွန်းမှာအမြင့်ဆုံးအခြေအနေကိုရောက်သွားခဲ့ကြပါတယ်ဒါပေမဲ့ထူးဆန်းတာတွေစပြီးဖြစ်လာပါတယ်တခါတလေကာတွန်းကဆောင်းဟွန်းရဲ့အလိုတိုင်းဖြစ်မလာတော့ပဲဂန်ကျွန်းကဇလန်းအပေါ်မကျင်တတ်ချက်တွေဖော်ပြနေတယ်လို့မျိုးဖြစ်လာပါတယ်ဒါအပြင်ဆောင်းဟွန်းတစ်ခါမှမဆွဲဘူးတဲ့ပုံတွေကလည်းနေတိုင်းလိုအလှလျောက်ပေါ်လာတတ်ပါတယ်သူ့ကာတွန်းတွေကဇက်ကောင်တွေကအသက်ရှင်နေတုန်းဆိုတာကိုသူခံစားမိလာတာပေါ့တနေ့ကျရင်အဲ့ဒီဇက်ကောင်တွေကသူ့ကိုပြန်တတ်မလားဆိုပြီးသူကြောက်လာပါတယ်အသေးခံစောင့်နေမဲ့အစားသူကအရေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဆောင်းဟွန်းကဂန်ကျွန်းကိုတရားပေါ်ကခုံချဖို့စီစဉ်လိုက်ကြတဲ့ကအရာအလုံးကလမ်းကြောင်းလွှဲသွားခဲ့တာပါသူသမီးကလည်းကာတွန်းထဲကိုအစွဲခံလိုက်ရပါတယ်ကာတွန်းကဘာကနေလွတ်မြောက်ဖို့အတွက်ရန်ကျူးကဂန်ကျွန်းကိုနမ်းလိုက်ပါတယ် W ကာတွန်းဟာပရိသတ်အရန်များတာကြောင့်ဘယ်နေရာမှာမဆိုအဲ့ဒီကာတွန်းကိုတွေ့နိုင်ပါတယ်ပရိသတ်တွေအားလုံးကလည်းအဲ့ဒီအနံကန်ကြောင့်အရန်ကိုစိတ်လှုပ်ရှားနေကြပါတယ်ရန်ကျူးခမလူကြားထဲမှာခေါင်းတော်မဖော်နိုင်တော့ပါဘူးကာတွန်းနဲ့လက်တွေ့ကဘာကြားကစီးရီဝေဝါလာတာကသူ့ကိုအရန်ပင်ပန်းစေပြီးကားမှတ်တိုင်မှာတင်မေ့လဲသွားပါတော့တယ်ဒီဖြစ်ရက်ကသူ့ကိုကာတွန်းကဘာတွေကိုနောက်တစ်ချိန်ပြန်ဆွဲခေါ်သွားပြန်ပါတယ်သူကအဝတ်လဲကန်းထဲမှာတတိမေ့နေပြီးလဲကျနေတာပါရန်ကျူးရဲ့တည်င်းကိုကြားတာနဲ့ဂန်ကျွန်းကကားကိုချက်ချင်းပြန်ကွေ့ပြီးသူ့ကိုဟိုတယ်တစ်ခုစီကိုခေါ်သွားပါတယ်။ဂန်ကျွန်းမှာအိမ်မရှိတာကြောင့်သူကအမြဲတမ်းဇိမ်ခံပန်းဟောက်ထဲမှာပဲနေရတာပါ။အဲ့ဒီညရန်ကျူးမိလေနေတော့မှအရင်မဲကြီးကနောက်တစ်ခါပေါ်လာပြီးဂန်ကျွန်းကိုတန်းတန်းနဲ့ချိန်ပါတယ်။ရန်ကျူးထိခိုက်မှဆိုးတာကြောင့်ဂန်ကျွန်းကအဲ့ဒီလူကိုအပြင်ဘက်ကိုတွန်းထုတ်ပြီးတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့အရင်မဲကြီးကတော့ဓာတ်လေကားတွေပြေးဝင်သွားပြီးလှုပ်ဝက်စွာပဲပျောက်ကွယ်သွားပါတယ်။တစ်ဖက်မှာလည်းစာရေးစရာဆောင်းဝန်းကသူ့ရဲ့ကြိုးပမ်းမှုနောက်တစ်ချိန်ကြာရှုံးသွားတာကြောင့်အရန်ကိုဒေါသထွက်ပြီးမိသက်စေဘူးနဲ့သူ့ရဲ့ electronic ပကြီးဆွဲပြားကိုရိုက်ခွဲပစ်လိုက်ပါတယ်။2ရက်လောက်တတိမိနေပြီးရဲ့နောက်မှာတော့ရန်ကျူးနိုးလာပါတယ်။ရေဆေးကန်ထဲမှာမြင်နေရတဲ့အသွင်းကန်ပါပါလေးကိုမြင်တော့သူ့အရန်ကိုစိုးရိမ်သွားပါတယ်။ကန်ကျွန်းကဒီလိုထူးဆန်းတဲ့ဝါသနာမျိုးတော့မရှိတော့ပါဘူးနော်။ဒါပေမဲ့သူအများကြီးမတွေးတော့ပါဘူး။သူပြီး continue ဆိုတဲ့စာသားကိုအမြန်မြင်ကျင်တာကြောင့်သူကစွန်စားတဲ့အလုပ်တစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရန်ကျူးကဂန်ကျွန်းရှိမှတဲ့အဝတ်စားတွေကိုရုတ်တရက်စချော်ပါတော့တယ်။ဂန်ကျွန်းကမင်းပါလို့ဖို့ကြိုးစားနေတာလေလို့မေးလိုက်ပါတယ်။အယောင်ရဆုံးကာတွန်းတွေကဂန်ကျွန်းဖြစ်နေတာကြောင့်သူမကြုံမှုတဲ့မြင်ကွင်းဆိုတာမရှိသလောက်ပါပဲ။ဂန်ကျွန်းတယောက်တနက်ကိုယူကြည်ဖြစ်ပြီးရန်ကျူးကိုချိန်လိုက်ပါတယ်။
ပြီးတော့သူ့မိကွန်းအားလုံးကိုဖြေဖို့တောင်းဆိုလိုက်ပါတယ်ဥပမာဘာလို့သူ့ကိုရုတ်တရက်နမ်းခဲ့တာလဲဆိုတာမျိုးပေါ့ရန်ကျူးကပြီးခဲ့တဲ့တခါကပျောက်သွားခြင်းလို့နမ်းခဲ့တာပါလို့ရှင်းပြပေမဲ့ကန်ကျွန်းကတော့ပောက်ကရတွေပဲပြောပြီးလိမ့်နေတာလို့ပဲထင်နေပါတယ်မြင်မှာယုံမယ်ဆိုပြီးကန်ကျွန်းကရှေ့တိုးလာပြီးရန်ကျူးကိုနမ်းလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှတော့ဘာမှဖြစ်မလာပါဘူးဇလန်းကဇက်လိုက်ရဲ့ခန်းစားချက်အပေါ်မှာပဲမူတည်ပြီးပြောင်းလဲတာပါရန်ကျူးကလည်းနောက်တစ်ချိန်အခက်တွေ့သွားပြန်ပါတယ်ကန်ကျွန်းကတနက်ကိုမြှောက်ပြီးရန်ကျူးနောက်ကပန်းအိုးကိုပစ်ခွဲလိုက်ပါတယ်သူ့ရဲ့အတွင်းရေးမှုနဲ့တတ်တော်ဆောင်ကတနက်တန်ကြားလို့ပြေးလာကြပါတယ်ရန်ကျူးကိုရဲလက်အပ်ဖို့သူတို့ကအကြံပေးကြပါတယ်ဒါပေမဲ့ကန်ကျွန်းကတော့အရန်ကိုစိတ်ပိုင်းဖြတ်ထားပါတယ်သူက30အထိရေတွက်နေတော့အမှန်တိုင်းပြောဖို့ရန်ကျူးကိုဖိအားပေးပါတယ်30အထိရေတွက်ပြီးတဲ့နောက်မှာတော့သူကမောင်းကလုတ်ကိုဆွဲညှစ်လိုက်ပြီးကြည်စံကရန်ကျူးရဲ့ကိုယ်ထဲကနေဖြတ်သွားပါတယ်ရန်ကျူးကတော့အရန်ကြောက်သွားပြီးမိလဲသွားပါတယ်သူဟာထူးခြားတဲ့စွမ်းရည်ရှိမှန်းမသိသေးတဲ့ပုံပါပဲဒါပေမဲ့ကန်ကျွန်းကတော့ရန်ကျူးကတခြားနဲ့ပဲဒါမှမဟုတ်အပြိုင်ကဘာတစ်ခုစီကနေလာတာဖြစ်လို့မသိနိုင်တဲ့ခန္ဓာကိုရှိနေရလို့တန်တရားဝင်နေတာကြပါပြီရန်ကျူးကမိကွန်းအားလုံးကိုမပြေမချင်းဒီကဘာမှာပဲနေရမှာပါရဲတွေနဲ့မီဒီယာတွေကရန်ကျူးကိုလိုက်ရှာနေတာကြောင့်ရန်ကျူးကပတ်ဟောက်ထဲမှာပဲအကျေကျုပ်ကျနေတယ်လို့မျိုးနေရပါတယ်ကန်ကျွန်းတယောက်ခရီးမထွက်ခင်မှာရန်ကျူးကသူ့စီပြေးသွားပြီးဂယုဆိုင်ဖို့သွားပြောပါတယ်ကန်ကျွန်းကလည်းဘာလို့သူ့အနေရဲ့အတွက်စိုးရိမ်နေရလဲဆိုပြီးတိကျင်စိတ်နဲ့မေးပေမဲ့ရန်ကျူးကတော့မဖြေပါဘူးသူကကန်ကျွန်းရဲ့ဘဝကိုပျော်ရွှင်တဲ့အဆုံးသတ်ပဲရစီချင်တာမှလို့ရှင်းပြလိုက်ပါတယ်ကန်ကျွန်းကရန်ကျူးကိုအသက်ဘယ်လောက်လဲလို့မေးတော့ရန်ကျူးကအသက်30ရှိပြီလို့ပြောပါတယ်ဒါအပြင်သူကအပြိုကြီးပါတယ်ဒါကိုကြားတော့ကန်ကျွန်းကစိတ်ထဲမှာတိတ်တိတ်လေးဝမ်းသာသွားပါတယ်ကန်ကျွန်းကရန်ကျူးနဲ့နီးကပ်လေးလေးလက်တွေ့ကပါနဲ့နီးစက်လာစလို့ခံစားရလေးပါပဲစုံစမ်းစစ်ဆေးချက်တွေအရကန်ကျွန်းရဲ့ကားကိုတိုက်မလို့လုပ်ခဲ့တဲ့ကားကြီးဟာပျောက်ကွယ်သွားပါတယ်ဈေးတွေကိုတိတ်တိတ်လေးလဲခဲ့တဲ့ Nef ကလည်းသူ့ဘာလို့အဲ့လိုလုံးမိမှမသိဘူးလို့ပြောပါတယ်ကန်ကျွန်းကသူတို့ပြောတာတွေအကုန်လုံးကမှန်တယ်လို့ယုံကြည်လိုက်ပါတယ်ကန်ကျွန်းလှုပ်ချန်ခံရတဲ့ညကလည်းတယောက်ကသူ့ကိုဖုံးဆက်ပြီးခေါင်းမိုးပေါ်မှာတွေးဖို့ချိန်ခဲ့တာပါကန်ကျွန်းကအနေရရှိမှန်းသိပေမဲ့တော်ဆောင်တွေမပါဘဲတယောက်တည်းသွားခဲ့ပါတယ်တခြားသူတွေပြောတာမှန်သမျှကိုသူကယုံနေတာပါသူလှုပ်သမျှတွေကအယမ်းဝေဝါနေပြီးအရင်မဲကြီးရဲ့တပ်ဖြတ်ခြင်းကိုခံရလို့နေပါဖြစ်ခဲ့ပါတယ်ကန်ကျွန်းကတန်တရာဝင်လာပါတယ်သူကတရက်ခန့်ကိုရှာဖို့အမြဲတမ်းကြိုးစားနေပေမဲ့ဒါဟာတပြိုင်နက်တည်းရှိနေတဲ့တခြားကဘာတစ်ခုကြောင့်ဖြစ်နိုင်တယ်လို့သူတွေးလာပါတယ်အဲ့ဒီအချိန်မှာပဲကာတွန်းကဘာထဲမှာရန်ကျူးကတရဝင်ဇက်ကောင်မဟုတ်ပါဘူးကန်ကျွန်းအနေရဲ့ကျုံတဲ့အချိန်တိုင်းမှာပဲသူကမထင်မှတ်ပဲပေါ်လာတာပါရဲတွေအပါအဝင်လူတိုင်းကဒီလှုပ်ဝက်စမ်းကျဲတဲ့မိန်းကလေးကိုလိုက်ရှာနေကြပါတယ်ဒါကြောင့်ကာတွန်းရဲ့မူလမင်းသမီးဖြစ်တဲ့ဆိုကြီးကမပြောမရွှင်ဖြစ်လာပါတယ်သူကရန်ကျူးကိုခေါင်းမိုးပေါ်ကဘားတစ်ခုကိုခေါ်သွားပြီးလူတိုင်းရှိမှရန်ကျူးကိုဖော်ထုတ်ဖို့လုံခြုံရေးတွေကိုခေါ်လိုက်ပါတယ်ရန်ကျူးကတခုခုမားနေတယ်ဆိုတာကိုသိပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ရဲတွေကသူ့အနောက်ကိုလိုက်လာပါတယ်ကန်ကျွန်းသိသွားတဲ့အခါသူ့ရဲ့တတ်တော်ဆောင်ကိုကိုညီခိုင်းပေမဲ့နောက်ကျသွားပါပြီသူအဖမ်းမခံရခင်မှာရန်ကျူးကကန်ကျွန်းကိုပြဿနာမတက်စေဘူးသူ့ဖုန်းကိုတတ်တော်ဆောင်စီကိုပစ်ပေးလိုက်ပါတယ်ထူးဆန်းတဲ့လုပ်ရကြောင်းရန်ကျူးကအမှုရဲ့အဓိကတန်တရားရှိသူဖြစ်သွားပါတယ်ရဲတွေရဲ့ပြင်းထန်တဲ့စစ်ဆေးမေးမြန်းမှုတွေကြောင့်မှသူအရန်ကိုစိတ်ဆင်းရဲလာရပါတယ်ရန်ကျူးတယောက်ဘလို့ဖြေရမှန်းလည်းမသိပါဘူးနှုတ်ပိတ်နေဖို့ပဲတတ်နိုင်ပါတယ်နောက်ဆုံးမှာတော့သူ့ကိုအားပေးကူညီသူအဖြစ်ဆွဲချက်တင်လိုက်ပြီးထောင်ထဲကိုပို့လိုက်ပါတယ်ကန်ကျွန်းကဒီခန်းစားချက်ကိုကောင်းကောင်းသိပါတယ်သူကိုယ်တိုင်လည်းတားကောင်ဘဝကနေတန်တရားရှိသူအဖြစ်ကိုရောက်ခဲ့ဘူးတာလေလူတွေကအမြဲတမ်းအပေါ်ရန်ကိုကြည့်ပြီးဆုံးဖြတ်တတ်ကြပါတယ်ကန်ကျွန်းအခုလိုအခြေအနေရောက်ဖို့မလွယ်ကူခဲ့ပါဘူးအတွင်းရမှုကနောက်တစ်ချိန်ဘာမှမသိတဲ့တားကောင်လေးလိုဟန်ဆောင်ပြတော့ကန်ကျွန်းကအများကြီးမတွေးတော့ပဲသူ့ကိုချက်ချင်းအလုပ်ထုတ်လိုက်ပါတယ်ပြီးတော့သူထောင်ထဲကရန်ကျူးစီကိုသွားတွေ့ပါတယ်ဒီကဘာမှာရန်ကျူးအတွက်အနာဂတ်ဆိုတာမရှိပါဘူးလူတိုင်းကသူ့ကိုရာဇဝတ်ကောင်လိုမြင်နေကြပြီးစုံစမ်းစစ်ဆေးမှုတွေရုံးထုတ်မှုတွေအများကြီးရင်ဆိုင်ရအောင်ပါရန်ကျူးကတော့တခုတည်းသောထွက်ပေါက်ကတော့ဇက်ကြောင်းအမှန်ကိုအကုန်ပြောပြပြီးအိမ်ပြန်မှုပါပဲအကြာကြီးဝေခွဲမရဖြစ်ပြီးတဲ့နောက်မှာတော့ရန်ကျူးကကာတွန်းထဲကကန်ကျွန်းရဲ့ဘဝအကြောင်းအကုန်လုံးကိုပြောပြလိုက်ပါတယ်To be continue ဆိုတဲ့စာသားပေါ်လာပြီးရန်ကျူးဟာကန်ကျွန်းရဲ့မျက်စိရှိမှနေပျောက်ကွယ်သွားပါတော့တယ်။သူကာတွန်းကဘာထဲမှာတပတ်ကြာနေခဲ့ပေမဲ့လက်တွေ့ကဘာမှာတော့မိနစ်30ပဲရှိပါသေးတယ်။သူ့ရဲ့ပျောက်ဆုံးသွားမှုကကာတွန်းကဘာမှာတော့ယုံကြည်စံကန်ဖြစ်သွားစေပါတယ်။ရဲတွေကရန်ကျူးကသူတို့မျက်စိရှိမှတွေမိကုံငွေလိုပျောက်ကွယ်သွားတာကိုမြင်လိုက်ရတာပါ။ဒါပေမဲ့ဒီလိုထူးဆန်းတဲ့ပုံမြင်တွေကိုဘသူကယုံကြည်မှလဲ။ရန်ကျူးသာကာတွန်းကဘာတဲ့ကိုနောက်တစ်ခါပြန်ရောက်သွားရင်တန်တနဲ့အပြစ်ခံရတာဒါမှမဟုတ်ထောင်နှံတသက်တကြွန်းကြောက်မက်ခံရတာမျိုး
ဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်သူကတော့ကန်ဆိုးတဲ့ကန်ကြမာကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးစာရေးစရာဆောင်းဝန်းစီကလည်းဘာတည်းမှမရသေးပါဘူးသူ့ရဲ့တပည့်ကဗဂျီကားကိုပြင်ဆွဲဖို့တူပီကွန်တင်းညူးဆိုတဲ့စာသားကိုဖျက်ပြီးဇလန်းကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲဗဂျီဆွဲပြားကလုံးဝကိုအဖြူရောင်ကြီးဖြစ်သွားပါတယ်ရန်ကျူးကကန်ချွန်းကအရာအလုံးကိုမကျင်တတ်လို့ဖြစ်မှာပါလို့ပြောလိုက်ပါတယ်ဒီလိုယူးကြောင်ကြောင်နိုင်တဲ့စကားဝိုင်းထဲမှာတဲလုံစားတွေရှိနေပါတယ်။ကန်ချွန်းကသူ့နေထိုင်တဲ့ကဘာဟာလောက်ကျန်ဖန်တီးထားတဲ့ကဘာမှန်တည်သွားတဲ့အချိန်အရာအလုံးကိုသဘောပေါက်သွားတဲ့အချိန်မှာပဲကာတွန်းကဘာတွေကအချိန်တွေဟာသူကလွဲလို့လူတိုင်းအတွက်ရက်တန့်သွားပါတော့တယ်။နိုးထလာသူအတွက်အပြစ်ပေးခံရသလိုမျိုးဇလန်ထဲမှာသူတယောက်တည်းကြံခဲ့သလိုမျိုးအရာအလုံးကရုတ်တရက်ရက်တန့်သွားပါတယ်။သူ့မျက်စိရှိမှစခရင်တစ်ခုပေါ်လာပါတယ်။ကန်ကျုံးကအဲ့ဒီတဲကိုဝင်မှုကြိုးစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူသေးကန်ကြီးညကစခရင်ထဲကနေလှမ်းပြီးရန်ကျူးကိုဆွဲခေါ်ခဲ့တာကိုရုတ်တရက်သတိရသွားပါတယ်။သူ့မိသားတွေကိုတက်တဲ့သူကိုရှာဖို့အတွက်ကန်ကျုံးဟာလက်တွေ့ကဘာတွေကိုချီချလိုက်ပါတယ်။သူ့ရဲ့ပုံတူပကြီးတွေကိုပိုစတာတွေလုပ်ပြီးဗရင်ပေါက်စီမှာကတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒီမှာတော့ကန်ကျုံးကလူတောင်းနဲ့ချီပြီးအားပေးရတဲ့ကျဲပွင့်တပွင့်မှာဒုတိယနယ်ပယ်ကနေစာအုပ်ဆိုင်ကိုရောက်လာတဲ့အခါမှာတော့သူ့အပေါ်မှာဖြစ်ပျက်သမျှကိုဖျားတက်ခင်လို့အပေါ်စီးကနေအကုန်မြင်လိုက်ရပါတယ်။သူ့ကိုဘာအကျိုးမြောက်ကိုမှုမှမရှိပဲချစ်တဲ့သူတွေရောမနာလိုလွန်းလို့စူးတချောင်းလိုမြင်နေတဲ့သူတွေကိုရောပေါ့။ W ကာတွန်းတွဲဟာနှစ်ပေါင်းများစွာအယောင်ရဆုံးဖြစ်နေတာကိုဝန်ထမ်းစီကနေကြားရတဲ့အခါဂန်ချွန်းကခါခါတီးတီးပဲပြုံးနိုင်မှာတော့တယ်။ပြီးတာနဲ့ဂန်ချွန်းတယောက်ရန်ကျူးအလွတ်လွတ်တဲ့ဆေးရုံကိုသွားပါတယ်။လို့ပေါ်ကိုင်မဲ့တယောက်ကရန်ကျူးကိုတယောက်ကလာရှာနေရလို့ပြောတဲ့အခါရန်ကျူးကပထမတော့ဂယူးမဆိုင်ပါဘူးဒါပေမဲ့ဒီတစ်ခါမှာတော့သူကကာတွန်းထဲကိုသွားတာမဟုတ်ပဲကာတွန်းထဲကလူကသူ့ကိုရှာဖို့လက်တွေ့ကဘာကိုရောက်လာတာလို့ဘသူကထင်ပါလေဂန်ကျူးရဲ့ကဘာကရက်တက်နေပြီးသူတယောက်တည်းပဲလွတ်မြောက်လာနိုင်တာပါအရင်တုန်းကရန်ကျူးရဲ့နှုတ်ဆက်မှုတွေကိုပြန်တွေးကြည့်တော့မှရန်ကျူးရဲ့ကျင်နာတတ်မှုနဲ့စာနာတတ်မှုတွေကိုသူခံစားလိုက်ရပါတယ်သူရန်ကျူးစီကိုလာတာကနောက်ဆုံးအကြိမ်နှုတ်ဆက်ဖို့ပါပဲပတ်စံအိမ်မှတ်ပုံတင်ဘာမှမရှိတဲ့နေရာမှာရောက်နေတာကဘလောက်ထိတ်လန့်မှုကောင်းလဲဆိုတာကိုရန်ကျူးကကောင်းကောင်းသိပါတယ်။ဒါပေမဲ့ရန်ကျူးကအရေးပေါ်ခွဲစိတ်မှုတစ်ခုလုပ်ဖို့ရှိနေတာကြောင့်ကန်ကျွန်းကိုဒီမှာပဲစောင့်နေဖို့ပြောခဲ့ပါတယ်။ကန်ကျွန်းကရန်ကျူးစကားကိုနားမထောင်တဲ့အပြင်စာရေးစရာရဲ့အိမ်စီကိုပါသွားခဲ့ပါတယ်။ဒီရုံးခန်းထဲမှာပဲစာရေးစရာကန်ကျွန်းနဲ့သူ့ရဲ့ကဘာကိုဖန်တီးခဲ့တာလေ။သူ့ရဲ့ပြိုင်ကားတွေသူ့အိမ်သူ့ရဲ့စပင်ပုံစံနဲ့ရုပ်ရည်တွေကအစအကြိမ်ကြိမ်ပြင်ဆွဲပြီးမှထွက်လာတာပါ။သူအစ်စ်အမှန်လို့ယုံကြည်ခဲ့တဲ့ကဘာကြီးကအခုတော့အဲ့ဒီပကြီးကားချက်ပေါ်မှာပဲရှိနေတာပါကန်ချွန်းတယောက်လုံးဝစိတ်ကြေကွဲပျက်စီးသွားပါတယ်ပိုပြီးအံ့ဩဖို့ကောင်းတာကသူ့ကိုအန်နရယ်တွေကနေခဏခဏကယ်ပေးခဲ့တဲ့သူကစာရေးစရာရဲ့သမီးဖြစ်နေတာပါပဲဒါကြောင့်လေရန်ကျူးကအန်နရယ်တွေလာတော့မယ်ဆိုတာကိုကြိုသိနေပြီးအချိန်မီရောက်လာတာပေါ့စာရေးစရာဆောင်ကပင်မနှွမ်းနေတဲ့ကိုခန္ဓာနဲ့အိမ်ပြန်လာပါတယ်။သမီးစီကဖုံးလက်ခံရပြီးတဲ့နောက်မှာတော့သူ့ရှိမှသူဖန်တီးထားတဲ့ကာတွန်းတွေကဇက်လိုက်ကိုအပြင်မှာလူကိုယ်တိုင်ရက်နေတာမြင်လိုက်ရပါတယ်။ဆောင်းဟာအယမ်းကိုထိတ်လန့်သွားပြီးစကားတော့မပြောနိုင်တော့ပါဘူး။သူတတိပြန်ဝင်လာတာနဲ့စက်ခုဖြတ်သားကိုယူပြီးဂန်ကျွန်းစီပြေးသွားပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကဂန်ကျွန်းကိုအယမ်းတမာတဲ့သူအဖြစ်ဆွဲထားတာကြောင့်ဂန်ကျွန်းကအဖိုးကြီးကိုနှစ်ကွက်ထဲနဲ့အလွယ်တကူနှိမ်နှင်းလိုက်ပြီးကလတ်ထိုင်ပေါ်ကိုတွန်းချလိုက်ပါတယ်။ဆောင်းဟုံးရဲ့ခေါင်းကနေသွေးတွေထွက်လာပါတယ်။ဆောင်းဟုံးဟာသူ့ရဲ့ကိုယ်ပိုင်ကဘာမှတော့ဂန်ကျွန်းလိုမျိုးကိုအရှင်သခင်မဖြစ်နိုင်ပါဘူး။ဆောင်းဟုံးကတာမန်လူတစ်ယောက်ပါပဲ။အရေးမဲကြီးကဂန်ကျွန်းကိုလှုပ်ကြံတဲ့နေ့မှာဂန်ကျွန်းတယောက်စခရင်ထဲကနေပထမအဦးဆုံးဆွဲခေါ်ခဲ့တဲ့သူကဆောင်းဟုံးပါပဲ။ဒါပေမဲ့ဆောင်းဟုံးကဂန်ကျွန်းကိုမကယ်ခဲ့တဲ့အပြင်ရဆက်ဆက်ပါဓာတ်နဲ့ထိုးခဲ့တာပါ။ဆောင်းဟုံးရဲ့လှုပ်ရကြောင်ဂန်ကျွန်းဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရောက်သွားခဲ့ပါတယ်။တကယ်တော့စာရေးဆရာဟာသူ့ရဲ့ဇက်ကောင်အပေါ်မှာချစ်ချင်းမုန်းချင်းအတူတူရှိနေတာပါသူဖြစ်ချင်တဲ့ပါရမီရုပ်ရည်အရေးချင်းနဲ့အောင်မြင်မှုတွေအကုန်ထည့်ထားပြီးပြည့်စုံတဲ့ဂန်ချွန်းကိုဖန်တီးခဲ့တာမို့သူဟာဂန်ချွန်းကိုချစ်ပါတယ်ဒါပေမဲ့ဂန်ချွန်းကသူ့ရဲ့ကိုယ်ပိုင်အတွေ့အခေါ်လောက်ရက်တွေနဲ့အသက်ဝင်လာပြီးဆောင်းဟုံးကိုပါကာတွန်းနဲ့ဆွဲသွင်းခဲ့တာကြောင့်သူဟာဂန်ချွန်းကိုမုန်းနေပြန်ပါတယ်ဆောင်းဝါစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေကိုခံစားခဲ့ရပြီးသူ့ရဲ့ဆရာဝန်တငယ်ချင်းတွေကတော့သူ့ကိုယူနေပြီလို့ထင်ခဲ့ကြတာပါဒါပေမဲ့လူတွေကစိတ်လှုပ်ရှားစရာဇက်ကွက်တွေကိုကြိုက်ကြတာကြောင့်သူဟာဂန်ကျွန်းရဲ့ဘဝကိုအနည်းအမြင့်အသက်အကျတွေနဲ့ဆက်ဆွဲနေခဲ့ပါတယ်သူ့သမီးရဲ့အနာဂတ်အတွက်ပတ်စံအလုံးအလောက်ရတဲ့အထိသူဟာဆက်ဆွဲချင်ခဲ့တာပါဒါပေမဲ့ဂန်ကျွန်းကသူ့သမီးနဲ့ပတ်သက်လာတဲ့အခါမှာတော့ဒါဟာသူတတ်မှတ်ထားတဲ့စီးကိုကြော်လာတာဖြစ်သွားပါပြီဒါကြောင့်ဂန်ကျွန်းရဲ့ဘဝကိုအဆုံးသတ်ဖို့မတော်တဆအမှုတွေကိုအကြိမ်ကြိမ်ဖန်တီးခဲ့ပါတယ်
ဒီလိုအခြေအနေကနေကြည့်ရင်တော့ဘသူမှားတယ်ဘသူမှန်တယ်ဆိုတာခွဲခြားဖို့တော်တော်လေးခက်ပါတယ်အခုတော့ဂန်ချွန်းကဘာမှကိုမလိုချင်တော့ပါဘူးသူ့ရဲ့ကဘာကိုမူလာအတိုင်းပြန်ဖြစ်စေခြင်းပြီးသူ့မိသားစုကိုတတ်ခဲ့တဲ့တရက်ခန့်အစ်စ်ကိုဆွဲပြီးဖို့ပဲစာရေးဆရာကိုတောင်းဆိုလိုက်ပါတယ်ဒါမှပဲသူကတာမန်ဘဝနဲ့ပြန်နေနိုင်မှာပါဒါပေမဲ့ဆောင်းဟုံးကဒါကိုမလုပ်ပေးနိုင်ပါဘူးဘာလို့လဲဆိုတော့ဂန်ချွန်းတစ်လုံးရှာနေတဲ့တရက်ခန့်ဆိုတာတကယ်မရှိလို့ပါပဲအဲ့ဒီတရက်ခန့်ကဇက်လိုက်ကိုပိုတန်မာလာအောင်လုပ်ပေးဖို့နဲ့ဇက်လန်းကိုရှေ့ဆက်ဖို့တုံးခဲ့တဲ့ကရိယာတတ်ပဲဖြစ်ပါတယ်ဆောင်းဟုံးကိုယ်တိုင်တော့အဲ့ဒီတရက်ခန့်ကဘလို့ရုပ်ရည်မျိုးလဲဆိုတာကိုမသိပါဘူးဒီလိုအခြေမြင့်မရှိတဲ့အမှန်တရားကဂန်ချွန်းကိုပို့ပြီးတော့ဝမ်းနဲ့ကြေခွဲစေပါတယ်ဖြစ်ပျက်ခဲ့သမျှကဇလန်းရဲ့အစိတ်အပိုင်းတွေသာဖြစ်ပေမဲ့ချစ်ရသူတွေကိုဆုံးရှုံးခဲ့တဲ့နာကျင်မှုနဲ့လူတကာရဲ့လက်ညှိုးထိုးခဲ့ရတာကိုခံခဲ့ရတာတွေကတော့တကယ်အစ်စ်မှန်တွေပါတရက်ခန့်ကိုဖမ်းမှုဆိုတာသူ့ဘဝရဲ့တစ်ခုတည်းသောပန်းတိုင်ဖြစ်ခဲ့တာပါအခက်အခဲတွေအများကြီးကြုံဖြတ်ပြီးအမှန်တရားနဲ့နီးစပ်လာပြီးအောင်းမိတာစာရေးဆရာကတော့တရက်ခန့်မရှိဘူးလို့ပဲအေးအေးဆေးဆေးကြီးပြောလိုက်ပါတယ်ဂန်ချွန်းလည်းမျက်ရည်တွေကိုတုပ်ပြီးအရှုံးပေးလိုက်ပါတော့တယ်ပြီးတော့သူ့ကဘာကိုပြန်နိုင်မဲ့နီလန်းရှာပြီးဖို့စာရေးဆရာကိုပြောလိုက်ပါတယ်ဂန်ချွန်းထွက်သွားတော့မယ့်အချိန်မှာပဲဆောင်းဝန်းကမင်းငါ့ကိုမပြစ်နိုင်ပါဘူးဒါကမင်းရဲ့ဇက်ကောင်စရိုက်တတ်မှတ်ချက်ပဲလို့ရဲရဲတင်းတင်းပြောလိုက်ပါတယ်ဒီလိုဆွပြီးတဲ့စကားကြောင့်ဂန်ချွန်းစိတ်မထိန်နိုင်တော့ပဲစာရေးဆရာကိုတန်းတန်းနဲ့ချိန်ပြီးတကယ်ပဲပြစ်လိုက်ပါတော့တယ်အိမ်ရှိကိုရောက်လာတဲ့တပည့်ဖြစ်သူကတော့တနတ်တန်ကိုကြားပြီးအရန်ထိတ်လန့်သွားပါတယ်ဂန်ချွန်းဟာအမြဲတမ်းအထက်စီးကနေဆက်ဆံတတ်တဲ့သူတွေကိုအယမ်းမုန်းမိမယ်ခါတီးတဲ့အမှန်တရားကတော့စာရေးဆရာပြောတာမှန်နေတာပါပဲသူဟာလူသက်သမားမဟုတ်ခဲ့ပါဘူးမထွက်သွားခင်မှာဂန်ချွန်းကအဲ့ဒီတပည့်ကိုလူနာတင်ကားခေါ်ဖို့ပြောခဲ့ပါတယ်ဆောင်းဟုံးကိုရန်ကျူးအလုပ်လုပ်တဲ့ဆေးရုံကိုခေါ်သွားကြပါတယ်ခွဲစိတ်စီအောင်ဝန်ကတော့ W ကာတွန်းရဲ့ပရိသတ်ကြီးဖြစ်တဲ့ပေါမုတ်ခကြီးပါပဲသူကဆောင်းဟုံးရဲ့ကိုယ်တွေကကြည်စံကိုအောင်မြင်စွာထုတ်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာစာရေးဆရာတနတ်နဲ့ပြစ်ခင်ရတဲ့တဲ့င်းကမီဒီယာတွေအကုန်လုံးမှပြန့်နှံ့သွားပါတယ်။တစ်ဖက်မှာလည်းဇညွန်းရေးဆရာဟာကာတွန်းရဲ့နောက်ဆုံးအပိုင်းကိုလက်ခံရရှိလိုက်ပြန်ပါတယ်။ဇက်ကွက်တီကအရန်ထူးဆန်းနေတာကြောင့်သူတို့ချက်ချင်းပုံမနှိပ်သေးပါဘူး။အဲ့ဒီပကြီးတွေကိုရန်ကျူးစီပို့လိုက်တဲ့အခါမှာတော့ဇလန်းကလက်တွေးနဲ့ထပ်တူကြနေတာကိုတွေ့လိုက်ရပါတယ်။ဂန်ချွန်းကကာတွန်းထဲကထွက်လာပြီးစာရေးဆရာကိုပြစ်တယ်။ပြီးတော့တရားပေါ်ကနေခုန်ချပြီးသူ့ဘဝကိုအဆုံးသတ်လိုက်တယ်ဆိုပြီးဆွဲထားတာပါ။ဒါဟာဇလန်းရဲ့အဆုံးသတ်ဖြစ်သွားပါတယ်။ဒီခေတ်ရဲ့တရားမျှတမှုကိုကာကွယ်သူဟာသူ့မိသားစုကိုတတ်ခဲ့တဲ့သူကိုရှာသွေးပါအောင်မလားဆိုတဲ့ပိုစတာတွေကစာသားတွေကိုမြင်တော့ဂန်ချွန်းဟာခါတီးမှုနဲ့လှောင်ပြောင်မှုကိုပဲခံစားလိုက်ရပါတယ်။သူကသူချစ်တဲ့ရန်ကျူးစီကိုနှုတ်ဆက်စာတစ်စောင်ရေးခဲ့ပါတယ်။သူ့ဘဝဟာလောက်ကျန်ဖန်တီးထားတဲ့ပုံမြင်တတ်ပါပဲ။ဂန်ချွန်းကတရက်ခန့်အစ်စ်ကိုရှာကျင်ခဲ့ပေမဲ့အခုတော့သူ့ကိုယ်တိုင်ကလူသက်သမားဖြစ်သွားခဲ့ပါပြီ။ဒီထက်ပိုလိုက်ဖက်တဲ့အဆုံးသတ်ကမရှိတော့ပါဘူး။နောက်ဆုံးမှာတော့သူဟန်မြင့်တရားပေါ်ကနေခုန်ချလိုက်ပါတယ်။ရန်ကျူးရောက်သွားတဲ့အချိန်မှာတော့ရေပြင်ကငြိမ်သက်နေပြီဖြစ်သလိုဂန်ချွန်းကိုလည်းဗမာမှရှာမတွေ့တော့ပါဘူး။ဂန်ချွန်းကာတွန်းကဘာတွေကနေယူလာတဲ့တနတ်နဲ့စာရေးစရာရဲ့ကိုယ်တွေကထုတ်ထားတဲ့ကြီးစံကလုံးဝပျောက်ကွယ်သွားပါတယ်။ဒီလိုထူးဆန်းပြီးဝမ်းနည်းစရာကောင်းတဲ့အဆုံးသတ်ကြောင့်အင်တာနက်ပေါ်မှာဟိုးလေးတကြိုကြိုဖြစ်သွားပါတယ်။ကာတွန်းကုမ္ပဏီစီကိုနေတိုင်းတိုင်ကြတဲ့ဖုန်းတွေတောင်ထောင်နဲ့ချီပြီးရောက်လာသလိုစာဖတ်သူတွေကလည်းဂန်ချွန်းအတွက်တရားမျှတမှုရဖို့စုဝေးပြီးဆူတောင်းကြပါတယ်။သူတို့ကဇလန်းရဲ့အဆုံးသတ်ကိုပြောင်းပေးဖို့လိုလားနေကြတာပါ။ရန်ကျူးကတော့ဒါဟာကာတွန်းတတ်ပဲမို့အရန်စိတ်မလှုပ်ရှားကြဘူး။တခြားသူတွေကိုရောကိုပါဖြောင်းဖျနေရပါတယ်။ဒါပေမဲ့လည်းသူကကန်ချွန်းရဲ့သတင်းကိုတော့စောင့်ကြည့်နေတော့မှာပဲ။တပည့်ဖြစ်သူကရဲတွေကရင်းနှီးသိဆုံးနေတဲ့အလောင်းတစ်ခုကိုတွေ့တယ်လို့ပြောလာတော့သူချက်ချင်းပဲသွားကြည့်လိုက်ပါတယ်။ကန်ချွန်းမဟုတ်လို့တော်သေးတာပေါ့။ကန်ချွန်းပျောက်သွားတာဟာကာတွန်းကဘာတွေကိုပြန်ရောက်သွားလို့ဖြစ်မှာပါဆိုပြီးသူကိုဖြေသိမ့်နေပါတယ်။တကယ်တော့စာရေးဆရာကကန်ချွန်းပြန်ရှင်လာအောင်လုပ်ဖို့တခါစဉ်းစားခဲ့ပူပါတယ်။ကန်ချွန်းရဲ့တည်ဆုံးမှုကသူ့နှလုံးသားကိုထိခိုက်စေပေမဲ့သူဆက်မဆွဲနိုင်တော့ပါဘူးနှုတ်ဆက်စာကိုလည်းလက်တွေ့ကဘာမှာနေထိုင်တဲ့ရန်ကျူးစီကိုပေးခဲ့တာမို့ W ဇလန်းကအဲ့ဒီမာတင်ပြီးသွားခဲ့ပါတယ်2 လကြာပြီးတဲ့နောက်မှာတော့ပါမောက္ခကရန်ကျူးကိုအောင်သွယ်ပေးပါတယ်တွေ့ရမယ့်သူကလည်းအထင်ကြီးစရာကောင်းပြီးရန်ကျူးကိုတကယ်သဘောကျနေတာပါရန်ကျူးကလှုပ်ပေါ်ကင်ပနဲ့စကားပြောဖို့ရေချိုးခန်းနဲ့ခိုးဝင်သွားတဲ့အချိန်မှာရုတ်တရက်ဖုံးလိုင်းပြောက်သွားပြီးရေတွေကသူ့ကိုတဖြည်းဖြည်းလွှမ်းမိုးလာပါတယ်တခုခုကသူ့ကိုဟန်မြစ်ထဲကိုဆွဲချလိုက်တယ်လို့မျိုးဖြစ်သွားပြီးတေကန်ဒီအချိန်ကဂန်ချွန်းကိုသူမြင်လိုက်ရပါတယ်အချိန်တွေရက်တက်နေပြီးဂန်ချွန်းကအေးဆက်တဲ့မြစ်ထဲကိုနစ်မြုပ်နေတာပါသူလက်တွေ့ကဘာကိုပြန်လာပြီးကာတွန်းရဲ့နောက်ဆုံးအပိုင်းကိုပြန်စစ်ကြည့်တဲ့အခါအန်ဆိုတဲ့စာသားကTo be continue အဖြစ်ပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်ရန်ကျူးကဂန်ချွန်းကိုကယ်ပေးဖို့တပည့်ဖြစ်သူကိုတောင်းပန်လိုက်ပါတယ်ပြဿနာကစူကောင်ကစာရေးစရာနဲ့3 နှစ်ကြာပကြီးတင်ခဲ့ပေမဲ့ဒီဇက်ကောင်ကသူ့ရဲ့ဖန်တီးမှုမဟုတ်ပါဘူးသူစ조사ကြည့်ပေမဲ့လည်းမအောင်မြင်ပါဘူး
ရန်ကျူးလည်းအားကိုးရမင်းနေတော့မှာပဲကန်ချွန်းကိုအစာအဆုံးဖန်တီးခဲ့တဲ့သူကသူ့အဖေမဟုတ်ပဲချစ်စရာကောင်းတဲ့မျက်နှာရှိတဲ့တနတ်ပြစ်ပါရမီရှင်လေးအဖြစ်ရန်ကျူးကိုယ်တိုင်ငယ်ငယ်တည်းကဖန်တီးခဲ့တယ်ဆိုတာကိုတတိယသွားပါတယ်။အိုလံပြစ်တနတ်ပြစ်ပြိုင်ပွဲကိုကြည့်ပြီးစိတ်ကူးရပြီးကန်ချွန်းကိုရန်ကျူးကအရင်ဆုံးဆွဲခဲ့တာပါ။ဒါကြောင့်လေသူနဲ့ကန်ချွန်းကြားမှာဆက်သွယ်မှုတွေရှိနေတာဖြစ်သလိုရန်ကျူးကကန်ချွန်းရဲ့ပထမအဆုံးဖန်တီးသူကိုအမာခံပရိသတ်ပါဖြစ်နေတာပါ။ရန်ကျူးကကန်ချွန်းကိုဘသူတတ်မဆိုပိုကောင်းတဲ့ဘဝမျိုးကိုရစေချင်ပါတယ်။ကန်ချွန်းကိုပြန်ရှင်လာအောင်လုပ်ဖို့သူကိုယ်တိုင်ဘောပင်ကိုကင်ပြီးမြစ်ထဲခုန်ချတဲ့အဆုံးသက်ကိုပြောင်းလဲဆွဲလိုက်ပါတယ်။သူ့ရဲ့လက်ချောင်းတွေမှာအရေးကြီးမှုတွေပေါက်တဲ့အထိကြိုးစားခဲ့တာနောက်ဆုံးတော့အောင်မြင်သွားပါတယ်။ကာတွန်းထဲကအချိန်တွေပြန်လဲပတ်လာပါတယ်။သူကကယ်ဆယ်ရေးအဖွဲ့ကိုလှုပ်ပြီးကန်ချွန်းကိုကယ်ကိုင်းကပြန်ရှင်လာအောင်လုပ်လိုက်ပါတယ်။သူကိုယ်တိုင်လည်းကာတွန်းကဘာတွေကိုနောက်တစ်ခါပြောင်းဝင်သွားပါတယ်။ရန်ကျူးကသူနောက်ဆုံးပျောက်ကွယ်သွားခဲ့တဲ့ထောင်ငန်းထဲမှာပဲတတိမိပြီးလဲနေတာပါဇက်လိုက်ကန်ချွန်းလက်တွေကဘာတွေရောက်နေတော့မှကာတွန်းထဲကအချိန်တွေကရက်နေခဲ့တာမို့လက်တွေမှာ2လကြာသွားပေမဲ့သူတို့အတွက်တော့တရက်ပဲရှိပါသေးတယ်ရန်ကျူးကိုတခြားထောင်ကိုပြောင်းရွှေ့တဲ့လမ်းမှာကန်ချွန်းကကားကိုပိတ်ရက်လိုက်ပါတယ်သူဘာလို့ကဲခံလိုက်ရတာလဲဆိုတာကိုရန်ကျူးကိုမေးလိုက်ပါတယ်ရန်ကျူးကတော့မတိကြည်အောင်ဆောင်းပြီးမပြောပြပါဘူးအခုကစပြီးကန်ချွန်းရဲ့ဘွားဟာစာရေးစရာဆောင်းဝင်းရဲ့လက်ရမဟုတ်တော့ပါဘူးရန်ကျူးကကန်ချွန်းနဲ့အတူရိုမတ်တစ်ဆန်တဲ့ဇလန်းကိုဆက်ရေးဖို့ရည်ရွယ်ထားတာပါအမှန်တရားကိုသိလိုက်ရတဲ့အခါကန်ချွန်းကပျော်သွားလားဆိုတော့မပျော်သွားပါဘူးသူ့ဘဝရဲ့အရာအလုံးဟာတစုံတယောက်ရဲ့စီစဉ်မှုအောက်မှာပဲရှိနေခဲ့တယ်ဆိုတာကိုသိလိုက်ရတာကြောင့်သူအယမ်းကိုဝမ်းနည်းသွားပါတယ်သူစာရေးဆရာရဲ့သဘောထားကိုအယမ်းမုန်းပါတယ်သူအသက်ရှင်နေတော့ကစာရေးဆရာကသူ့ကိုတတ်ဖို့နီးလန်းမျိုးစုံသုံးခဲ့ပြီးအခုသူတည်ခြင်းတဲ့အခါကျမှစာရေးဆရာရဲ့သမီးကသူ့ကိုလာခဲ့တာဟာအယမ်းကိုလှောင်ပြောင်တယ်လို့ဖြစ်နေလို့ပါပဲသူထောင်ထဲကနေရန်ကျူးကိုသွားတွေ့ပြီးဆေးရုံမှာပဲဆက်ပြီးတခြားလူတွေတွဲနေသေးတာဘာလို့စုပ်ပြတ်တက်နေတဲ့ဇလန်းထဲမှာဝင်ပါပြီးလက်ထိတ်အခက်ခံရတာလေလို့မေးလိုက်ပါတယ်ရန်ကျူးကလည်းဘာလို့လဲဆိုတော့ချစ်လို့လီဆိုပြီးဓာတ်ရိုက်ပဲပြန်ဖြေလိုက်ပါတယ်ဒီလိုမထင်မှတ်ထားတဲ့အချစ်ဝင်ခံမှုကကန်ကျွန်းကိုအယမ်းပဲစိတ်လှုပ်ရှားသွားစေပါတယ်လက်ထိတ်ခတ်ထားတဲ့အနေအထားနဲ့ပဲသူတို့နှစ်ယောက်နမ်းလိုက်ကြပါတယ်ထောင်ထဲမှာအေးရပေမဲ့လည်းရန်ကျူးဟာထူးဆန်းတဲ့ပျော်ရွှင်မှုမျိုးကိုခံစားနေရပါတယ်ရန်ကျူးကိုရဲတွေကတတိမထားမိပဲထောင်ထဲကထွက်နိုင်ဖို့ကန်ကျွန်းကရန်ကျူးနဲ့အတုအယောင်လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်သူတို့ကနိုင်ငံတကာလက်ထပ်စာချုပ်ချုပ်ဆိုလိုက်ပြီးတရားဝင်ဇနီးမောင်နှံတွေဖြစ်လာကြပါတယ်ဒါဟာကန်ကျွန်းလုံးကြံခံရတဲ့ညကရန်ကျူးဘာလို့ခေါင်မိုးပေါ်မှာရှိနေတာလဲရန်ကျူးထွက်ပြေးတာကိုဘာလို့ရဲတွေကစုံစမ်းခိုင်းတာလဲဆိုတာကိုဖုံးကွယ်ဖို့ပဲဖြစ်ပါတယ်သူတို့ရဲ့လှုပ်ဝက်လက်ထပ်မှုကိုလူသိမခံချင်ကြလို့ပါရန်ကျူးတယောက်ထောင်ကလွတ်လာတဲ့အခါကန်ကျွန်းကသူ့ကိုလက်ထက်လက်စွပ်ပါပေးလိုက်ပါတယ်သူတို့အိမ်မှာအသုံးဆောင်မှန်သမျှနှစ်ခုစီရှိနေပြီးကန်ကျွန်းကရန်ကျူးလိုချင်တဲ့ရိုမတ်တစ်ဆန်တဲ့အရာမှန်သမျှကိုအကောင်းဆုံးဖြည့်ဆည်းပေးပါတယ်စာအုပ်တွေဝယ်ပြီးအတူတူဖတ်ရင်ကျင်ကျင်နာနာရှိနေကြပါတယ်တော်တော်ဆောင်ကရုတ်တရက်ပေါ်လာပြီးအဲ့ဒီအခြေအနေကိုဖျက်ဆီးလိုက်တဲ့အထိပါပဲဒါပေမဲ့ကန်ကျွန်းတက်လီကားရဲ့ရောက်တဲ့အခါမှာတော့အမြင်မတိနမတ်တစ်ခုစီကနေဖုံးဝင်လာပါတယ်မင်းဘက်မှာလဲဘလို့လောက်ပြန်ရှင်လာတာလဲဆိုတဲ့စာသားနှစ်ခုပေါ်လာပါတယ်ဖုံးဆက်တဲ့သူကလွန်ခဲ့တဲ့10နှစ်ကသူ့မိသားစုကိုတတ်ခဲ့တဲ့တရက်ခန့်ဟိုလှုပ်ဝက်လူမဲကြီးဆိုတာရှင်းနေပါတယ်မရှိဘူးလို့ထင်ထားတဲ့တရက်ခန့်ကပေါ်လာပါတယ်ကန်ကျွန်းတရားကိုချက်ချင်းတတိကြည့်သွားပါတယ်တရက်ခန့်အစ်စ်ရှိနေသေးတယ်ဆိုတာသူသိလိုက်ရပါတယ်ဒါပေမဲ့စာရေးဆရာကသူ့ရဲ့ရုပ်ရည်ကိုတခါမှမဆွဲခဲ့တာကြောင့်အဲ့ဒီတရက်ခန့်မှာမျက်နာရောမိသူမိဝါဖြစ်ကြောင်းအထောက်အထားပါမရှိပါဘူးသူဟာကန်ကျွန်းရဲ့မိသားစုကိုတတ်ဖို့တတ်အတွက်ပဲဖန်တီးခံထားရတာပါသူမှာကိုရီကိုသွေးမရှိပဲဇက်ကွက်အရာပေါ်လာလိုက်ပျောက်သွားလိုက်လို့တတ်ပါတယ်သူကဘာအသားအဆီးမှမရှိပဲလူတွေကိုလွတ်လွတ်လပ်လပ်တတ်နိုင်ပါတယ်ရန်ကျူးကောင်းကိုအပြစ်ခံရမှစဉ်းစားမိပြီးကန်ကျွန်းတရားကိုတော်တော်လေးစိုးရိမ်သွားပါတယ်ရန်ကျူးကကန်ကျွန်းအတွက်ဟင်းချက်ပေးဖို့လုပ်နေတော့မတော်တဆလက်ကိုဓာတ်ချလိုက်ပါတယ်အရင်တုန်းကကြည်စံထိတာတောင်မသေးတဲ့သူကအခုတော့ဓာတ်သေးသေးလေးနဲ့ဒဏ်ရာရသွားပါပြီအရာအလုံးပြောင်းလဲကုန်ပါပြီကာတွန်းကဘာတွေမှာရန်ကျူးကအခုမင်းသမီးဖြစ်လာတာကြောင့်မသေးနိုင်တဲ့စွမ်းအားတွေပျောက်ဆုံးသွားပြီဆိုတာကိုသိလိုက်ရပါတယ်ဒီလိုတင်းမာနေတဲ့အချိန်မှာပဲ To be continue ဆိုတဲ့စာသားကပေါ်လာပြီးရန်ကျူးဟာလက်တွေကဘာကိုပြန်ရောက်သွားပါတော့တယ်ကန်ကျွန်းဟာရန်ကျူးနဲ့လက်ထပ်မှုကိုလူသိရှင်ကြားကျင်ညာလိုက်ပြီးကတည်းကအတွင်းရင်မှုဆိုကြီးကအယမ်းကိုဝမ်းနဲ့နေခဲ့ပါတယ်သူဟာအရက်တောက်ပြီးငိုယိုကကန်ကျွန်းစီကိုဖုံးဆက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်နဲ့ဖုံးဟာတဖြည်းဖြည်းမှိန်ဖြော့ပြီးဖောက်ထွင်းမြင်ရတဲ့အခြေအနေဖြစ်လာတာကိုသူရုတ်တရက်တတိထားလိုက်မိပါတယ်
ကန်ကျွန်းလည်းဆိုဟီရဲ့အိမ်ကိုအပြေးလွှာသွားခဲ့ရပါတယ်လမ်းမှာသူကအသွေးတွေကိုပြန်စီစစ်နေမိပါတယ်ဇလန်ရဲ့လိုအပ်ချက်အရာဇက်ကောင်တိုင်းကပေါ်ထွက်လာကြတာဖြစ်ပြီးသူတို့တည်ရှိနေရမယ့်အကြောင်းပြချက်မရှိတော့ဘူးဆိုရင်ကာတွန်းကဘာတွေကနေပျောက်ကွယ်သွားကြရမှာပါဆိုဟီသာကန်ကျွန်းရဲ့ဘေးနားမှာရှိနေဖို့အတွက်တည်ရှိနေခဲ့တာဖြစ်ပေမဲ့အခုကန်ကျွန်းမှာရန်ကျူးရှိနေပြီဆိုတော့သူတည်ရှိရမယ့်အကြောင်းပြချက်ကလည်းပျောက်ဆုံးသွားခဲ့ပါပြီဒါအပြင်တရက်ခန်ကကန်ကျွန်းနဲ့ဆင်တူနိုင်တယ်လို့သူ့မှာလည်းကိုယ်ပိုင်အသိစိတ်ရှိနေပါတယ်သူကကန်ကျွန်းကိုရှာဖို့လက်တွေ့ကဘာကိုရောက်လာခဲ့ပြီးလောက်ကျန်ဖန်တီးထားတဲ့ကဘာနဲ့လက်တွေ့ကဘာကြားကဆက်နွယ်မှုကိုလည်းသူသိနေပါတယ်သူဟာဖန်တီးထားတဲ့ဇက်ကောင်တက်တက်ပဲဆိုတာကိုသိလိုက်ရတာကသူ့ကိုအယံမဲ့ဒေါသထွက်စေပါတယ်ကန်ကျွန်းတရားပေါ်ကခုံချလိုက်ကြတဲ့ကဇလန်းကအဆုံးသတ်မဲ့အရေးရောင်တွေပြနေတာကြောင့်တရက်ခန်ဟာတခါမှပုံမလာခဲ့ပါဘူးသူ့မှာရုပ်ခန္ဓာမရှိတာကြောင့်ဘာအထောက်ထားမှမကြံအောင်လာလိုက်တွားလိုက်လုံနေတာပါဇလန်းထဲမှာကိုရီကိုသွေးမရှိတဲ့ဇက်ကောင်တစ်ခုကလက်တွေ့ကဘာတွေကိုခြေချလာတဲ့အခါမှာတော့သူဟာစနစ်တကျမရှိတဲ့လူသက်သမားတစ်ယောက်ဖြစ်လာပါတယ်သူရန်ကျူးရှိမှရုတ်တရက်ပေါ်လာပြီးကားပရင်ပေါက်ကနေတနက်နဲ့လှမ်းပစ်လိုက်တဲ့အခါကြည်စံကရန်ကျူးရဲ့နှစ်ဖူးနားကနေဝဲသွားပါတယ်ရန်ကျူးတယောက်အပြစ်ခံရလို့နီးပါအချိန်မှာပဲသူကကာတွန်းကဘာတွေကိုအမြန်ဝင်သွားပြီးလွတ်မြောက်သွားခဲ့ပါတယ်ကဘာနှစ်ခုကြားမှာမြင်းမြန်းဆန်ဆန်ကူးသန်းနိုင်တာကရန်ကျူးရဲ့အကြီးမားဆုံးစွမ်းအားပါပဲစာရေးဆရာကတော့အရန်ကြောက်သွားပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ဂန်ချွန်းရဲ့မိသားစုကိုတတ်ခဲ့တဲ့တရက်ခန်ကလေရင်ပေါ်ကအင်္ဂါထဲမှာစာရေးဆရာကိုတိုက်ခိုက်ပါတော့တယ်လူသက်သမားမှာမေကွန်း၃ခုပဲရှိပါတယ်ငါဘာတူလဲငါဘာမှလဲဆိုတာနဲ့ဂန်ချွန်းဘာမှလဲဆိုတာတွေတော့ပဲသူကစာရေးဆရာကိုအတင်းကျပ်မေကွန်းထုတ်ပြီးဖြေခိုင်းနေပါတယ်တစ်ဖက်မှာလည်းကာတွန်းကဘာထဲမှာဂန်ချွန်းကအတွင်းရေးမှုရဲ့အိမ်ကိုအပြေးလွှားသွားနေပါတယ်သူဘဲတီးပြင်မယ်ဘယ်သူမှပြန်မထူးပါဘူးအတွင်းရဲမှုရဲ့ဇက်ကောင်စရိုက်ကိုဆောင်းဝင်းရဲ့တပည့်ကဖန်တီးခဲ့တာဖြစ်ပြီးသူကအရာရာကိုသူ့ရဲ့အိုက်တော်နဲ့ပတ်သက်တာတွေကိုပဲထည့်ကျင်ခဲ့တာပါအတွင်းရဲမှုရဲ့အင်္ဂါတကားကိုတောင်ဒီတပည့်ရဲ့ဖုန်းနံပါတ်နောက်ဆုံးလေးလုံးနဲ့ပြောင်းထားပါတယ်ရန်ကျူးကကိုပြောပြလိုက်တော့မှဂန်ချွန်းတကားကိုဖွင့်နိုင်သွားပါတယ်သူကရန်ကျူးကိုအပြင်မှာစောင့်ခိုင်းထားပါတယ်အတွင်းရဲမှုကဂန်ချွန်းရဲ့လက်မှာလက်ထက်လက်စွပ်ကိုမြင်လိုက်ရတော့ကလေးဆန်ဆန်တွေလုံနေပါတော့တယ်ဂန်ချွန်းကလည်းသူ့ကိုချော့မော့ပြီးဒါဟာအတူအယောင်လက်ထက်တာဖြစ်ကြောင်းသူတို့ကြားမှာဘာမှမရှိကြောင်းရှင်းပြလိုက်ရပါတယ်အတွင်းရေးမှုကဂန်ချွန်းကသူ့အတွက်အရန်အရေးကြီးတယ်လို့ပြောလိုက်ပါတယ်ရန်ကျူးကအပြင်ကနေနားထောင်နေတာဖြစ်ပေမဲ့အတွင်းရေးမှုရဲ့လက်တွေခြေထောက်တွေပျောက်ကွယ်တော့မဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါစိုးရိမ်တကြီးနဲ့အထဲကိုပြေးဝင်သွားပါတယ်သူကစိတ်မကောင်းစရာမြင်ကွင်းကိုသူ့မျက်စိရှိမှမြင်လိုက်ရတာပါဂန်ချွန်းကသူ့ဘဝမှာအတွင်းရေးမှုဟာဘလောက်အရေးပါတယ်ဆိုတာကိုအလေးအနက်ပြောလိုက်တော့မှပဲဆိုဟီရဲ့ကိုယ်ခန္ဓာကပုံမှန်အတိုင်းပြန်ဖြစ်လာပါတယ်ရန်ကျူးကတော့ဘာမှမပြောဘဲတိတ်တိတ်လေးပဲနေလိုက်ပါတယ်သူဆိုဟီကိုစေးထည့်ပေးခဲ့ပါတယ်အတွင်းရေးမှုတည်ရှိနေရမယ်အကြောင်းပြချက်ကဂန်ချွန်းဖြစ်နေတာကြောင့်သူ့ဘဝဟာဂန်ချွန်းရဲ့ပြီးနားမှာပဲအမြဲလေပတ်နေရတာပါဒါဟာဇလန်ထဲမှာတည်ရမယ်လို့ကံပါလာတဲ့ဇာကောင်တစ်ခုရဲ့ဘဝပါပဲဂန်ချွန်းရဲ့လုပ်ရက်တွေကိုနားလည်ပေးလို့ရပေမယ့်ရန်ကျူးရဲ့စိတ်ထဲမှာတော့ခါးတိမှုကိုခံစားနေရပါတယ်ကာတုံးကဘာနဲ့ရန်ကျူးကိုကာကွယ်ဖို့အတွက်ဂန်ချွန်းဟာအစီအစဉ်တစ်ခုကိုထုတ်လိုက်ပါတယ်သူကရန်ကျူးကိုလက်တွေ့ကဘာကိုပြန်ရောက်တာနဲ့ဇလန်းကို reset ချဖို့ပြောလိုက်ပါတယ်ဒါမှသူတို့မတွေ့ခင်ကအခြေအနေကိုအရာရာပြန်ရောက်တော့မှာပါဒီလိုလုံးမှာတရက်ခန်ကကာတွန်းကဘာကနေထွက်ပြီးဘသူ့ကိုမှဒုက္ခပေးလို့မရမှာဖြစ်ပါတယ်သူကရန်ကျူးကို USB တစ်ခုပေးလိုက်ပြီးစာရေးဆရာစီကိုပေးခိုင်းလိုက်ပါတယ်ပြီးတော့သူ့ကိုလည်းမေးပြဖို့ပြောလိုက်ပါတယ်သူကကာတွန်းထဲကဇက်ကောင်တက်တက်ပါဆိုပြီးတော့ပါတကယ်လို့သူ့ကိုတတိယရင်စာအုပ်ဆိုင်ကိုလာပြီးဇလန်းထဲမှာသူ့ကိုလာကြည့်လို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဂန်ချွန်းကအဆောက်အုံပေါ်ကနေခုန်ချလိုက်ပါတယ်ကာတွန်းကဘာဟာပြန်လဲစတင်သွားပြီးဖြစ်ပြီးဂန်ချွန်းမှာရန်ကျူးနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေအကုန်လုံးပျောက်ဆုံးသွားပါတယ်ဂန်ချွန်းရန်ကျူးကိုပေးခဲ့တဲ့ USB ထဲမှာတချို့သောပူးတွဲဖိုင်တွေနဲ့စာရေးဆရာစီကိုရေးတဲ့စာတစ်စောင်ပါနေပါတယ်သူဟာစာရေးဆရာပေးထားတဲ့ကန်ဆိုးမိုးမောင်ကြတဲ့ကံကြမ္မာကိုလက်ခံမှုအသင့်ဖြစ်နေပါပြီ။သူကစာရေးဆရာကို W ကာတွန်းအတွက် Happy Ending လေးတစ်ခုဖန်တီးပေးဖို့နဲ့သူသမီးရဲ့ဘေးကင်းလုံခြုံရေးအတွက် W ကာတွန်းကိုတေချာစီစဉ်ပေးဖို့မျှော်လင့်နေပါတယ်။ဂန်ချွန်းကစာရေးဆရာကိုတရက်ခန့်အတွက်မျက်နှာနဲ့မြင်သူမြဝဖြစ်ကြောင်းအထောက်အထားတစ်ခုကိုပေးဖို့မျှော်လင့်နေပါတယ်။စာရေးဆရာကဂန်ချွန်းယုံကြည်တော်မဲ့တရက်ခန့်တယောက်ကိုဖန်တီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂန်ချွန်းကလက်တွေ့ကဘာကိုစိတ်မဝင်စားတော့ဘူးဆိုပေမဲ့သူ့ရဲ့မြင့်မားတဲ့ IQ ကြောင့်ဟာခွက်တစ်ခုခုကိုတွေ့သွားရင်ကဘာနှစ်ခုကြားမှာဗယံပတ္တာတွေဖြစ်လာနိုင်လို့ပါပဲထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမခံစားနိုင်တော့တဲ့တပည့်ဖြစ်သူကကာတွန်းဆွဲရကိုလက်လျှော့ပြီးသူ့ဇာတိကိုပြန်ဖို့ဆုံးဖြတ်ထားပေမဲ့စာရေးဆရာက Happy Ending ရေးမယ်လို့ပြောတာကြောင့်သူဝမ်းသာအားရနဲ့ကိရိယာတွေကိုပြန်ကင်လိုက်ပါတယ်
ကန်ကျွန်းရဲ့ဆန္ဒအတိုင်းပဲမူလအစီအစဉ်အရာခေါမိုးပေါ်မှာကန်ကျွန်းကိုလှုပ်ကြံခဲ့တဲ့သူဟာပစ္စည်းပို့သမားဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ကန်ကျွန်းတိုက်ခိုက်ခံရတဲ့ညကစာရေးဆရာဟာခေါမိုးပေါ်မှာပေါ်လာပြီးကန်ကျွန်းကိုဓာတ်နဲ့ထိုးခဲ့တာမို့ကန်ကျွန်းမြင်လိုက်ရတဲ့အဓိကတန်တရားရှိသူဖြစ်နေလို့ပါပဲ။စာရေးဆရာကတရက်ခရဲ့မျက်နှာကိုသူ့ရဲ့မျက်နှာနဲ့တူအောင်ဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့မှတ်ညံပြောင်းနေတဲ့ကန်ကျွန်းကဘာမှတန်တရားမဝင်စေပဲဇလန်းကိုအဆုံးသတ်နိုင်မှုတော့ပါပဲ။တဲလွန်စားတွေကိုဖုံးကွယ်ပြီးတဲ့နောက်မှာတော့ကန်ကျွန်းက TV အစီအစဉ်တစ်ခုမှာတရက်ခရဲ့မျက်နှာကိုလူတီးရှင်ကြားထုတ်ပေါ်ပြသပြီးလူတို့ရဲ့အကူအညီနဲ့တရက်ခကိုဖမ်းဆီးပါတော့တယ်။တရက်ခကိုကန်ကျွန်းအဖေရဲ့အရင်ကတနက်ပြည့်အသင်းပေါ်တရားအဖြစ်သတ်မှတ်လိုက်ပါတယ်။အဲ့ဒီအသင်းပေါ်ကစိတ်ဝေဒနာခံစားနေရပြီးကန်ကျွန်းအဖေရဲ့ဖိနှိပ်မှုကိုခံစားနေရတာကြောင့်သူ့မှာကန်ကျွန်းအဖေကိုတတ်ဖို့အကြောင်းပြချက်ရှိနေပါတယ်။သူ့အိမ်မှာလည်းတပ်တွေတွေကိုတွေ့ရပါတယ်။သူ့ရဲ့ရာဇဝတ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့သူဘာမှညှင်းလို့မရတော့ပါဘူး။နောက်ရေးအေးသွားအောင်လို့လူသားသမားဟာကာတွန်းကဘာကနေပျောက်ကွယ်သွားရမှာဖြစ်ပြီးလူဆိုးတယောက်ကိုတတ်လိုက်တာကပိုပြီးကျင့်နှံ့စရာကောင်းတဲ့အဆုံးသတ်ဖြစ်ပါလိမ့်မယ်။အရင်တုန်းကကန်ကျွန်းကိုတတ်ဖို့ကြိုးစားခဲ့ပြီးနိုင်ငံရေးလောကတွေကိုဝင်ကျင်နေတဲ့လွှတ်တော်အမတ်ကတရက်ခန့်ဖြစ်နေပါတယ်။သူကလူမိုက်တွေနဲ့တိုက်ရိုက်ဆက်သွယ်ပြီးတရက်ခန့်ကိုတတ်ခိုင်းလိုက်ကတရက်ခန့်ကိုကိုအဆုံးစီရင်သွားသလိုမျိုးဟန်ဆောင်လိုက်ပါတယ်။ပြီးတော့တရက်ခန့်ရဲ့လက်ထဲမှာကန်ကျွန်းကိုအပြစ်တင်ထားတဲ့စာရွက်တစ်ရွက်ကိုလည်းထည့်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့လူမိုက်ကဖမ်းခံခဲ့ရပြီးလွှတ်တော်အမတ်အကြောင်းအကုန်ဝင်ခံလိုက်ပါတယ်။တရက်ခန့်ကလည်းတိတ်ဆုံးသွားပြီဖြစ်ပြီးလွှတ်တော်အမတ်ကလည်းထောင်ကျသွားပြီဆိုတော့မကောင်းမှုတွေအပြစ်ပေးခံလိုက်ရတာပေါ့နောက်ဆုံးမှာတော့စာရေးဆရာကကန်ကျွန်းရဲ့အချစ်ဇလံကိုအာယုံဆိုင်လိုက်ပါတယ်သူကသူ့ရဲ့ငယ်တငယ်ချင်းဖြစ်တဲ့အသွင်ရေးမှုနဲ့ပဲလက်တွဲသွားရမှာဖြစ်ပြီးစာဖတ်သူတွေကိုပြီးပြည့်စုံတဲ့ happy ending မျိုးပေးမှာပါဒါပေမဲ့ဒါဟာစီစဉ်ုံတက်ပဲရှိပါသေးတယ်တရက်ခန့်ကဒီအစီအစဉ်ကိုသိသွားတဲ့အခါမှာတော့ငြိမ်မနေတော့ပါဘူးသူဟာကန်ကျွန်းရဲ့မိသားစုကိုတတ်ဖို့စာရေးဆရာရဲ့အမိန့်ကိုအမြဲနာခံခဲ့ပြီးကန်ကျွန်းကိုပိုတန်မာလာအောင်လုပ်ပေးတဲ့ကရိယာတစ်ခုအဖြစ်နေခဲ့တာပါဒါပေမဲ့အခုစာရေးဆရာကကန်ကျွန်းနဲ့ပေါင်းပြီးသူ့ကိုတတ်ဖို့လုပ်တာကတစ္ဆာဖောက်ခံရသလိုသူခံစားလိုက်ရပါတယ်ဒီတစ်ခါမှာတော့စာရေးဆရာကသူ့အမိန့်ကိုနာခံရမယ်လို့သူကဆိုပါတယ်သူကစာရေးဆရာရဲ့မျက်နှာနဲ့အတန်ကိုရရုံနဲ့မကပဲစာရေးဆရာရဲ့အသိစိတ်နဲ့လောက်ရက်တွေကိုပါကြိုးကင်လိုက်ပါတော့တယ်တရက်ခန့်ဟာစာရေးဆရာကိုအသုံးချပြီးကာတွန်းကဘာထဲမှာလွတ်လွတ်လပ်လပ်တောင်းညမ်းနေပါတယ်တရက်ခန့်မှာမျက်နှာရတော့တဲ့အခါသူကကန်ကျွန်းရဲ့ TV ဌာနကိုသွားပြီးပြဿနာရှာတာကြောင့်လူအများအပြားထိခိုက်ဒဏ်ရာရကုန်ပါတယ်သူကကင်မရာရှိမှတော့သူ့မျက်နှာကိုထုတ်ပြခဲ့ပါတယ်။တရက်ခန့်စစ်မှာအခုတော့ရုပ်ခန္ဓာရှိသွားပါပြီ။သူကကာတွန်းကဘာမှာတာမန်လူတစ်ယောက်ဖြစ်ပေမဲ့စာရေးဆရာကိုကြိုးကင်ပြီးဘရင်တဘာလို့တည်ရှိနေတာပါ။ရုပ်တံဌာနမှာပြစ်ခတ်မှုဖြစ်လာတဲ့သတင်းတက်လာပြီးတဲ့နောက်ရန်ကျူးကကာတွန်းကဘာတွေကိုနောက်တစ်ကြိမ်ဆွဲသွင်းခံလိုက်ရပြန်ပါတယ်။ဆရာဝန်တွေနဲ့ nerve တွေကအရေးပေါ်ကုသပေးဖို့ပြတလဲဖြစ်နေကြပြီးဆေးရုံတစ်ခုလုံးလည်းယုံရင်းဆန်ကန်ဖြစ်နေပါတယ်။ဇလန်းရဲ့ဥတီချက်ကြောင့်ရန်ကျူးဟာအရန်ကိုဇဝေဇဝါဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲကန်ကျွန်းကသူ့လက်ကိုဆွဲပြီးခြေထောက်မှာတနက်မှန်ထားတဲ့လူနာတစ်ယောက်စီကိုခေါ်သွားပါတယ်။လူနာကနာကျင်လို့အော်ဟစ်နေပေမဲ့ရန်ကျူးကတော့ကန်ကျွန်းကိုပဲကြောင်ကြည့်နေမိပါတယ်။ကန်ကျွန်းကစူလိုက်တော့မှသူ့တတိဝင်လာပါတယ်။တယောက်ကသူဟာဆေးရုံဝင်နေမဟုတ်တာကိုရိပ်မိသွားပြီးစစ်မေးကျင်တာကြောင့်ရန်ကျူးအမြန်မှထွက်လာခဲ့ပါတယ်။တခြားဆေးရုံတစ်ခုမှာကူညီပေးပြီးတဲ့နောက်သူကအမောဖြစ်ဖို့ခေါင်းမိုးတက်ကိုတက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့စနေကတရက်ခန့်ပြန်ပေါ်လာပြီးပြဿနာတွေအများကြီးဖန်တီးခဲ့တာကြောင့်ကန်ကျွန်းကတော်တော်လေးစိတ်ဖိစီးနေပါတယ်။သူလည်းစိတ်ပြေလက်ပြောက်ဖြစ်အောင်ခေါင်းမိုးပေါ်ကိုတက်လာပါတယ်။သူကရန်ကျူးကိုဘာလို့သူ့ကိုပဲစိုက်ကြည့်နေရတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအတွင်းရေးမှုစီကဖုန်းလာတာကြောင့်ကန်ကျွန်းတရားကိုချက်ချင်းပဲထွက်သွားပါတယ်။ရန်ကျူးကဇလန်းထဲမှာအေးမပါတဲ့ဇက်ကောင်လေးဖြစ်ပေမဲ့သူကကာတွန်းကဘာတွေရောက်နေတာတပတ်ကျော်နေပါပြီ။ပတ်စံလည်းမရှိနေစရာလည်းမရှိဘသူဘဝဆိုတာလည်းမရှိတာကြောင့်အလကားကျွေးရဲ့နေရာဒီမှာပဲသွားစားရပါတယ်။ပြီးတော့ရေခဲတက်တာတွေကရေခဲမှုနှစ်ခုကိုလည်းခိုးစားခဲ့ပါသေးတယ်။သူအရန်ကိုအားကိုးရမဲလာတာကြောင့်ဆိုဟီရဲ့အိမ်ထဲကိုဝင်ပြီးခောက်ဆွဲပြုတ်တောက်တာရေချိုးတာနဲ့ပတ်စံတချို့ကိုခိုးဖို့ကြိုးစားပါတယ်။မထင်မှတ်ပဲကန်ကျွန်းကလည်းအတွင်းရေးမှုတော့တခုခုလာယူပေးဖို့ဆိုကြီးအိမ်ကိုရောက်လာပါတယ်မိဖို့ပေါ်မှာရင်နွေးဦးပွက်ပွက်ဆုနေတာကိုမြင်တော့အထဲမှာလူရှိမှန်ကန်ချွန်းသိလိုက်ပါတယ်သူကတကားကိုအားနဲ့ကန်ဖွင့်လိုက်ပါတယ်ဒီမြင်ကွင်းကတော့ဘသူမဆိုရှက်လို့ပုံနေမိမဲ့မြင်ကွင်းမျိုးပါပဲကန်ချွန်းကတကယ်ကိုကျင်နာတဲ့သူပါရန်ကျူးရဲ့နှကမ်းမှာအပူပူလေးတွေဖြစ်နေတာကိုမြင်တော့သူကဆေးထုတ်ပြီးရန်ကျူးရဲ့နှကမ်းကိုကိုယ်တိုင်ဆေးထည့်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီလိုနူးညံ့တဲ့လူရကရန်ကျူးကိုပို့ပြီးဝမ်းနေစီပါတယ်သူ့ကိုဒီလိုမျိုးလာပြီးဂယုမဆိုင်ပါနဲ့တော့လို့ရန်ကျူးကပြောလိုက်ပါတယ်
သူကကန်ချုံးကိုဒုက္ခမပေးမိအောင်လမ်းပေါ်မှာတပတ်ကျော်လောက်အိပ်ပြီးရှောင်နေခဲ့တာတောင်ကန်ချုံးကဘာလို့ခဏခဏပေါ်လာပြီးသူ့ကိုဒေရတောင်ကောင်းကောင်းမွန်မွန်ဂယူးဆိုင်နေရတာလဲဆိုတာဟာရန်ကျူးကိုဝေခွဲမရဖြစ်စေပါတယ်ရန်ကျူးကပဲအမြဲတမ်းအစာပြုတ်ခဲ့ရတာဖြစ်သလိုချစ်တယ်ဆိုတဲ့စကားကိုလည်းကန်ချုံးစီကတခါမှမကြားခဲ့ရပါဘူးသူ့ရဲ့မကျင်တဲ့ချက်တွေနဲ့စိတ်ပြတ်မှုတွေအကုန်လုံးပေါက်ကွဲထွက်လာပါတယ်ကန်ချုံးကရန်ကျူးကိုရဲလက်အပ်ဖို့လုပ်ခဲ့ပေမဲ့အခုတော့သူနောင်လာရလာပါတယ်သူတခုခုကိုမှားလုံးမိနေပြီလို့အမြဲတမ်းတွေးနေမိရပါသူရန်ကျူးကိုစေးရုံခေါ်သွားပြီးတရားရထားတဲ့ဝန်ထမ်းစီကိုတွားတွေ့ပါတယ်အဲ့ဒီလူကကန်ချုံးကိုအတန်ဖမ်းထားတဲ့ဖိုင်တစ်ခုရထားတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကကန်ချုံးအရက်တော့ပြီးသူ့အဖေနဲ့စကားများနေတယ်အတန်ဖိုင်ဖြစ်ပြီးတဲ့နောက်မှာတနတ်တန်ကိုကြားလိုက်ရတာပါအဲ့ဒါကကန်ချုံးအဖေရဲ့တငယ်ချင်းမှာဒီလူကကန်ချုံးကိုအမြဲတမ်းဂယူးဆိုင်ပြီးယုံကြည်ခဲ့တဲ့သူဖြစ်ပေမဲ့ဒီအတန်ဖိုင်ကြားပြီးတဲ့နောက်မှာတော့သူ့ရဲ့ယုံကြည်ချက်တွေရိုင်းနေလာပါတယ်ဒီအတန်ဖိုင်ကတော့တရက်ခန့်ကအခြေအနေကိုပြောင်းပြန်လှန်မှုစာရေးစရာကိုအတင်းဖန်တီးခိုင်းထားတာရှင်းနေပါတယ်ဒါဟာဘလောက်ပဲအခြေအမြင့်မရှိဘူးလို့ထင်ရပေမဲ့ဇလန်းတွေကဇက်ကောင်တွေကတော့ဒါကိုမသိကြပါဘူးအဲ့ဒီလူကကန်ချုံးကိုစစ်မီးနေတော့မှပဲဘယ်ကမှမသိတဲ့ကြည်စံတစ်ခုကသူ့စီကိုတက်တက်မှန်ပြီးချက်ချင်းတေဆုံသွားပါတယ်ရုတ်တရက်ကန်ချုံးရဲ့လက်ထဲမှာတနက်တက်လက်ရောက်လာပြီးရဲတွေကလည်းဒီမြင်ကွင်းကိုတက်တိုက်ဆိုင်ဆိုင်ပဲမြင်သွားကြပါတယ်တားကောင်ကနေရာဇဝတ်ကောင်အဖြစ်ချက်ချင်းပြောင်းသွားတာပေါ့ကန်ချုံးလည်းဘာမှရှင်းပြလို့မရတာကြောင့်ထွက်ပြေးရပါတော့တယ်ထွက်ပြေးနေတော့မှပဲတနတ်မှန်သွားပါတယ်ရန်ကျူးကဘာတွေဖြစ်နေမှန်းမသိပေမဲ့ကန်ချုံးအတွက်ကားကိုကိုယ်တိုင်မောင်းပေးခဲ့ပါတယ်သူတို့ဆေးဝယ်ဖို့ဆေးဆိုင်တစ်ခုမှရက်လိုက်တဲ့အချိန်မှာတော့ရန်ကျူးဟာကန်ချုံးကသူ့ဝန်ထမ်းကိုတတ်လိုက်တယ်ဆိုတဲ့သတင်းကိုမြင်လိုက်ရတော့မှသူ့အဖေနဲ့ကန်ချုံးတို့ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်ကြီးပြတ်သွားပြီဆိုတာကိုနားလည်သွားပါတယ်ကာတွန်းကပါကြီးဟာတရက်ခန့်ရဲ့အလိုကြတိုင်းလုံးဝပြောင်းလဲနေပြီးအခုဆိုရင်မကောင်းဆိုးဝါးတွေကစိုးမိုးထားတာပေါ့သူကကန်ချုံးရဲ့ပတ်စံကိုတုံးပြီးလူတွေမသိတော့တဲ့ဟိုတယ်အခန်းလေးတစ်ခုကိုရွေးငှားလိုက်ပါတယ်။ကန်ချုံးကိုတွေးသိအောင်လုပ်ပြီးတဲ့နောက်မှာတော့အရာအလုံးကိုအဖြေရှာဖို့လက်တွေ့ကဘာကိုပြန်မှုဆုံးဖြတ်လိုက်ပါတယ်။တခုခုကတော့ဖြစ်နေတာသိကြပါပြီ။ကန်ချုံးရဲ့လက်ရှိအခြေအနေကအရန်ဆိုးနေတယ်လို့တရက်ခန့်ကိုတိုက်ခိုက်နိုင်တဲ့သူကလည်းသူတယောက်ပဲရှိတာပါ။နောက်ထပ်အနမ်းတဝင့်ပေးပြီးတဲ့နောက်မှာတော့ရန်ကျူးကကန်ချုံးကိုနောက်တစ်ကြိမ်ထပ်ချစ်မိသွားပုံရပါတယ်။ရန်ကျူးတယောက်တကားပြေမောက်ကိုပြေးထွက်လိုက်တဲ့အခါမှာတော့လက်တွေ့ကဘာကိုပြန်ရောက်သွားပါတယ်။သူ့အဖေကိုကြည့်ဖို့အိမ်ပြန်ရောက်တဲ့အချိန်မှာတော့အိမ်တကားကဟင်းလင်းပွင့်နေပြီးသူ့အဖေကကြောပေးပြီးထိုင်နေပေမဲ့ဘာအတမ်းမှမထွက်ပါဘူး။ရန်ကျူးကတတိထားပြီးအနားကပ်သွားတဲ့အချိန်မှာတော့အရန်ကိုထိတ်လန့်သွားပါတယ်။ဆောင်းဝင်းရဲ့မျက်နှာသွင်းမြင်တွေကပျောက်ကွယ်နေပြီးမျက်နှာတစ်ခုလုံးကိုတယောက်ယောက်ကအတင်းဆွဲချထားသလိုမျိုးဖြစ်နေတာပါ။ရန်ကျူးလည်းအော်ဟစ်ပြီးအမြန်ပြေးထွက်လာကသူ့ကိုလိုက်ရှာနေတဲ့ဆောင်းဝင်းရဲ့တပည့်စီကိုဖုံးဆက်လိုက်ပါတယ်။တပည့်ဖြစ်သူကလည်းစာရေးစရာရဲ့မျက်နှာကဘာလို့ဒီလောက်တောင်ပုံပြပန်းပြဖြစ်နေရတာလဲဆိုတာကိုမသိပါဘူး။ဒါပေမဲ့တေးကြတာတစ်ခုကတော့တရက်ခန့်ကဆောင်းဝင်းရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်ပြီးဆိုတာပါပဲ။ရန်ကျူးကကြောက်နေပေမဲ့လည်းသူ့အဖေရဲ့ရုံကန်ထဲကိုနောက်တစ်ချိန်ခိုးဝင်မှုဆုံးဖြတ်လိုက်ပါတယ်။သူ့ပကြီးဆွဲပြားကိုလှမ်းယူမဲ့အချိန်မှာပဲသူ့အဖေကလက်ကိုလှမ်းဖမ်းလိုက်ပြီးရုပ်ဆိုးပန်းဆိုးဖြစ်နေတဲ့မျက်နှာကြီးနဲ့သူ့ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာကာတွန်းကဘာတွေမှာတော့ရဲတွေကကန်ကျွန်းတဲခွနေတဲ့ဟိုတယ်ကိုစုံစမ်းစစ်ဆေးဖို့ရောက်လာကြပါတယ်။ကန်ကျွန်းလည်းအတန်တွေကြတော့ဒဏ်ရာကနာကျင်မှုကိုအောက်အီးပြီးအိတ်ကတ်ထဲကတနက်ကိုထုတ်လိုက်ပါတယ်။လိုအပ်ရင်အသေးခံတိုက်ဖို့ဆုံးဖြတ်ထားတာပါ။ဒီလိုအန်ဒီရဲ့ရှိရဲ့အချိန်မှာပဲအခန်းထဲကတကားကတွေးကွက်တွေဟာအလိုလိုပြောက်ွယ်သွားသလိုဓာတ်လေကားတွေကစောင့်ကြည့်ကင်မရာမှတ်တမ်းတွေကလည်းဖြတ်ခံလိုက်ရပါတယ်။ပြီးတော့ကားနံပါတ်ပြကအယောင်နဲ့နံပါတ်တွေပါပြောင်းလဲသွားပါတယ်။ဒါဟာရဲတွေကန်ချုံးကိုရှာမတွေ့အောင်လို့ရန်ကျူးကသူ့အဖေကိုအပြင်ကနေတကားပိတ်ထားပြီးရုံငန်းထဲမှာကြောက်စိတ်ကိုအောင်အီးပြီးပကြီးဆွဲပေးနေတာကြောင့်ပါသူကတနက်တန်ရံကိုကုသပုံနဲ့အနာကျက်သွားမဲ့အဆင့်ဆင့်ကိုရေးဆွဲပြီးခဲ့ပါတယ်။ဒါဟာတကယ်ကိုမှော်ပေါ်ပေမှာပဲ။ကန်ကျွန်းလို့လာတဲ့အခါဇပွဲပေါ်မှာလိုအပ်တဲ့ပစ္စည်းတွေရောက်နေတာကိုတွေ့လိုက်ရပါတယ်။ထူးဆန်းတဲ့ဖြစ်ရပ်တွေခဏခဏကြုံနေရတာကြောင့်သူ့လဲတောင်ကိုအသားကျနေပါပြီ။ရန်ကျူးရေးထားတဲ့ဇညွန်အတိုင်းထုံစင်းမပါပဲကြည်စံကိုကိုယ်တိုင်ထုတ်ပြီးအသားချုံစနဲ့ဒဏ်ရာကိုပိတ်လိုက်ပါတယ်။အတူအယောင်အတန်ဖိုင်ကြောင့်လူတို့ကကန်ကျွန်းဟာသူ့မိသားစုကိုတတ်တဲ့တရက်ခံလို့ယုံကြည်သွားကြပါတယ်။ဒါအပြင်လက်ထဲမှာတနက်ကရုတ်တရက်ပေါ်လာတာကြောင့်ဝန်ထမ်းတည်ဆုံမှုမှာလည်းသူဟာအဓိကတန်တရားရှိသူဖြစ်သွားပါတယ်။အခုတော့ကန်ကျွန်းကလမ်းပေါ်ကကြွက်တကောင်လို့လူတကာဝိုင်းနေတာကိုခံနေရပါပြီ။အရင်ကသူလှုပ်ခဲ့တဲ့တရားမျှတမှုတွေကဟန်ဆောင်မှုတွေလိုပဲလူတွေကမြင်နေကြပါတယ်။လူသက်သမားထိန်းချုပ်ထားတဲ့ဒီကမ္ဘာမှာသူဟာဝရမ်းပြေးတစ်ယောက်ဖြစ်လာပြီးတေဖို့ပဲကံပါလာပါတော့တယ်။တဖြည်းဖြည်းနဲ့သူ့ရဲ့လက်တွေကပျောက်ကွယ်လာပြီးတေမင်းနဲ့နီးကပ်လာပါတယ်။ရန်ကျူးကကန်ကျွန်းရဲ့ကံကြမ္မာကိုပြင်ဆွဲပေးနေတော့မှပဲလူသက်သမားကစခရင်ထဲကနေလက်လှမ်းပြီးရန်ကျူးကိုလဲပြီးညှစ်ဖို့ကြိုးစားပါတယ်။ရန်ကျူးကအတင်းယုံကပ်ပြီး
ပကြီးဆွဲပြောက်ကိုပိတ်လိုက်တာကြောင့်လူသက်သမားလည်းလက်တွေကဘာတွေဝင်မလာအောင်တားဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရန်ကျူးမှာအခက်တွေ့နေပြန်ပါတယ်။သူပကြီးဆွဲပြောက်ကိုဖွင့်လိုက်ရင်လူသက်သမားကစခရီနဲ့ကနေဒုက္ခပေးနိုင်ပြီးမဖွင့်ပြန်ရင်လည်းဇလန်းကိုပြင်လို့မရသလိုကန်ချုံးကိုလည်းကူညီလို့မရပြန်ပါဘူး။တပည့်ဖြစ်သူနဲ့တိုင်မင်နေတော့မှပဲရန်ကျူးကကာတွန်းကဘာတွေကိုနောက်တစ်ခါအစွဲခံလိုက်ရပြန်ပါတယ်။ဒီတစ်ခါမှာတော့လွတ်တော်အမတ်ရဲ့ရုံးခန်းထဲကိုရောက်သွားတာပါ။အမတ်ကလည်းရန်ကျူးကိုရှာနေပြီးကန်ချုံးကိုတတ်ဖို့စီစဉ်နေတာပါ။တပ်တွေအရာဝန်ထမ်းတည်ဆုံပြီးတဲ့နောက်ကန်ကျုံးကိုထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ကားထဲမှာတွေ့ခဲ့ရတယ်လို့သိထားကြပါတယ်။ရန်ကျူးလည်းအများကြီးမစင်စားနိုင်တော့ပဲရုံခန်းထဲကနေအမြန်ထွက်ပြေးရပါတယ်။သူစိတ်အေးထားဖို့ကြိုးစားနေပေမဲ့ဇလန်းကတော့လုံးဝကိုလမ်းကြောင်းလွဲသွားပါပြီ။အခုဆိုလူဆိုးတွေကဇက်လိုက်တွေဖြစ်နေကြပါတယ်။လွတ်တော်အမတ်ကရန်ကျူးကိုလိုက်ဖမ်းနေပြီးရန်ကျူးကသူ့ရုံခန်းထဲမှာပေါ်လာခဲ့တာပါ။ကန်ကျုံးရဲ့မှတ်ညံတွေကပျောက်နေပေမဲ့ရန်ကျူးကကာတွန်းထဲကိုအစွဲခံနေရတော့မယ်ဆိုတာကလူသက်သမားကသူ့ကိုအလိုရှိတဲ့အခါတိုင်းဆွဲသွင်းနေတာကိုပြနေပါတယ်။သူကန်ချွန်းအကြောင်းမေးတဲ့အခါတိုင်းလည်းအစဲခံရတတ်ပါတယ်။အမှန်တရားကိုဘယ်သူမှမသိကြပဲမြင်တာကိုပဲယုံနေကြတာကြောင့်လူတိုင်းကကန်ချွန်းကိုလူဆိုးလိုပဲသတ်မှတ်ထားကြပါတယ်။အချိန်တွေကနောက်တစ်ခေါက်ပြောင်းသွားပြီးတလလောက်ကြာသွားပြန်ပါတယ်။ရန်ကျူးဟိုတယ်ကိုအမြန်သွားကြည့်တဲ့အခါသူဖြတ်ထားတဲ့တကားကမရှိတော့သလိုအခန်းထဲကနေလည်းဘာအသံမှမကြားရပါဘူး။လူတွေကတော့ကန်ချွန်းကထွက်ပြေးရင်တနတ်မှန်ပြီးတေးသွားပြီလို့ပြောကြပါတယ်။ရန်ကျူးကလည်းဒါကိုမယုံကြည်နိုင်ပါဘူး။သူအရန်စိတ်သက်တည်ကြနေတော့မှပဲကန်ချူးရဲ့တက်တော်ဆောင်ကိုတွေ့လိုက်ရပါတယ်။ရန်ကျူးကကန်ချုံအချောင်းမေးတဲ့အခါတက်တော်ဆောင်ကရန်ကျူးငိုနေတာကိုမြင်ပြီးလိပ်စာတစ်ခုကိုပေးလိုက်ရင်ကန်ချုံကိုလက်နက်ချဖို့အတွက်နားချပေးပါလို့ပြောလိုက်ပါတယ်။ကားမှတ်တိုင်မှာအချိန်တစ်ခုလောက်စောင့်ပြီးတဲ့နောက်မှာတော့ရန်ကျူးကကန်ချုံကိုနောက်ဆုံးတော့တွေ့လိုက်ရပါတယ်။သူဘာပြောရမှန်းမသိအောင်စိတ်တွေရှုပ်ထွေးနေပါတယ်။ကန်ချုံကသူ့အခန်းတကားပျောက်သွားတာကားနံပါတ်ပြားတွေအယောင်ပြောင်းသွားတာကိုလည်းတတိထားလိုက်မိပါတယ်။ပြီးတော့သူ့လက်ထဲမှာတနက်ကရုတ်တရက်ပေါ်လာတာကိုလည်းသူ့မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့တာပါအခုဆိုရင်ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေကိုသူအသားကျနေပါပြီရန်ကျူးကသူ့အတွက်တဦးရဲသောမိသားစုလိုဖြစ်လာပါတယ်သူ့ရဲ့ဘဏ်အကောင့်တွေပိတ်ခံထားရပြီးဖုန်းထဲမှာပတ်စံမရှိတော့ပေမဲ့သူကရန်ကျူးကိုအဝတ်စားတစ်တွေဝယ်ပေးခြင်းနေတော့မှာပဲသူတို့အတူတူဈေးဝယ်ထွက်ကြပါတယ်အဝတ်စားတွေဝယ်ရုံတွေမကပဲတယောက်ကိုတယောက်ရေခဲမှုတွေခွန်ကျွေးကြသလိုအိမ်မှာချက်စားဖို့ကုံစုံတွေကိုလည်းဝယ်ကြပါတယ်ရန်ကျူးကတခါပြောဦးတယ်လေသူတို့ရဲ့အချစ်ဇလံကိုဆက်ကျင်နေဆိုပြီးတော့ပါချစ်ရသူနဲ့အတူဘာမှပူပင်စရာမလိုတဲ့နေ့ရက်တွေကိုဖျက်ဆီးကျင်နေဆိုပြီးတော့ပါဒါဟာအခုချိန်မှာတော့ romantic ဆန်တဲ့အခိုက်အတန့်ပါပဲကန်ကျုံကရန်ကျူးနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေပျောက်ဆုံးနေပေမဲ့ဘာလို့အကုန်လုံးကိုမမေ့သွားတာလဲဆိုတော့သူ့မှာတိုက်တိုက်ဆိုင်ဆိုင်ကိုပဲ W ကာတွန်းစာအုပ်ရှိနေလို့ပါပဲအဲ့ဒီစာအုပ်ထဲကအကြောင်းအရာတွေကသူပျောက်ဆုံးသွားတဲ့မှတ်ဉာဏ်တွေဖြစ်နေပါတယ်ဒါကကာတွန်းကဘာကိုပြန်လည်နိုးထားစေပါတယ်သူတို့ဘလောက်ပဲတေချာစီစဉ်ခဲ့ပါစေကန်ကျုံနဲ့စာရေးစရာတို့မှားသွားတဲ့အချက်တစ်ချက်ရှိနေပါတယ်။အဲ့ဒါကတော့ကန်ကျုံလက်ထဲမှာရှိတဲ့ကာတွန်းစာအုပ်ကရန်ကျူးတရားကိုလက်ထွေးကဘာကနေမတော်တဆယူလာခဲ့တဲ့စာအုပ်ဖြစ်နေတာပါ။တခုခုကြောင့်ဒီစာအုပ်ကသူ့လက်ထဲရောက်သွားပြီးစာအုပ်ကိုလှန်ဖက်လိုက်တဲ့အခါဇလန်းနဲ့စကားပြောတွေကိုသူကောင်းကောင်းတတိရသွားပါတယ်။မှတ်ဉာဏ်တွေအကုန်ပြန်မရသေးပေမဲ့ဇက်လိုက်နှစ်ယောက်ကြားမှာဘာတွေဖြစ်ခဲ့လဲဆိုတာသူရိပ်မိသွားပါတယ်။ဒါဟာကန်ကျုံနဲ့ရန်ကျူးတို့ရဲ့အတိတ်ဖြစ်နိုင်ပါတယ်။အခုသူကလူတက်မှုနဲ့ဆွဆွဲခံထားရတဲ့ဝန်ရမ်းပြေးဖြစ်နေရကြောင်းတခြားအရာတွေကိုတွေးဖို့အချိန်မရှိပါဘူး။သူ့အတွက်အဆိုးဆုံးကတော့ထောင်ကျဖို့ပါပဲဒါပေမဲ့ကာတွန်းကိုဖတ်ပြီးတဲ့နောက်မှာတော့သူအမှန်တရားကိုရှာဖွေကျင်လာပါတယ်ဒါကြောင့်လေသူလက်နက်မချတာပါသူတို့စကားပြောနေတော့မှပဲလက်တွေ့ကဘာနဲ့ကာတွန်းကဘာကိုဆက်ထားတယ်တကားကပြန်ပေါ်လာပါတယ်ကန်ကျူးကရန်ကျူးကိုစာရေးစရာရဲ့ရုံငန်းထဲကိုခေါ်လာခဲ့ပါတယ်ရန်ကျူးကသူ့အဖေရဲ့ပုံပြပန်းပြမျက်နှာကြီးကိုမြင်လိုက်ရတဲ့အခါအယမ်းကိုစိတ်ထိခိုက်သွားပါတယ်သူကလက်တွေ့နဲ့ကာတွန်းကဘာကြားမှာဘဝနှစ်ခုနဲ့နေထိုင်နေရပြီးကန်ကျူးရဲ့နာမည်ကိုရှင်းပေးဖို့ဆုံးဖြတ်ထားပါတယ်ကဘာနှစ်ခုကြားကကွာခြားချက်ကအရန်ကြီးမားတာကြောင့်ရန်ကျူးလည်းအရန်ပင်ပန်းပြီးမိလည်သွားပါတယ်သူလှုပ်ဖို့ကိုင်ဘက်ကသူ့ကိုစေးရုံခေါ်သွားပြီးတဲ့အခါမှာလဲကန်ကျုံကတော့တပည့်ဖြစ်သူစီကနေဝက်ဦးလင်ငှားပြီးပကြီးဆွဲပြားကိုဖြုတ်လိုက်ကလိုအပ်မှပြန်တက်ဖို့လုပ်လိုက်ပါတယ်လူသက်သမားနောက်ထပ်ပြဿနာမရှာနိုင်အောင်လို့ပေါ့ W ကိုဖန်တီးခဲ့တဲ့သူတယောက်အနေနဲ့တပည့်ဖြစ်သူကကန်ချွန်းရဲ့ပရိသတ်ကြီးဖြစ်နေတဲ့အကြောင်းသူ့ရဲ့အိုက်ဒေါနဲ့လက်ဆွဲနှုတ်ဆက်ရလို့အရန်ကိုစိတ်လှုပ်ရှားနေပါတယ်ကဘာနှစ်ခုကြားကိုလူသက်သမားကူးတန်းနိုင်တဲ့လမ်းကြောင်းကိုတော့ဖျက်တောက်လိုက်ပါပြီကန်ကျုံက2ရက်လောက်အချိန်ယူပြီးကာတွန်းစာအုပ်တအုပ်လုံးကိုဖတ်ခဲ့သလိုစာရေးဆရာစီရေးခဲ့တဲ့မူလအစီအစဉ်ကိုလည်းပြန်ဖတ်ပါတယ်ပြီးတော့ပကြီးဆွဲပြားကိုပြန်တက်ပြီးဖွင့်လိုက်ပါတယ်သူတနက်ကိုယူပြီးလူသက်သမားကိုရင်ဆိုင်လိုက်ပါတယ်လူသက်သမားကတော့အချိန်တွေရက်တက်နေတဲ့သူ့အခန်းထဲမှာပိတ်မိနေတာပါသူကယူသွနေတဲ့လူသက်သမားဆိုပေမဲ့တတ်ဖို့လူမရှိတော့ပါဘူးဒါပေမဲ့သူမကြောက်ပါဘူး
ဘာလို့လဲဆိုတော့အခုသူကဇက်လိုက်ဖြစ်နေပြီးကန်ချွန်းကပျောက်ကွယ်သွားမဲ့ပူရှန်တဲ့သူဖြစ်နေလို့ပါပဲသူကကန်ချွန်းသက်ပို့ပြီးအသက်ရှိရှိနေရမယ်လို့ယုံကြည်နေပါတယ်ကန်ချွန်းသိပြီးသွားရင်ကာတွန်းကဘာကသူ့အပေါ်မှာပဲလဲပတ်နေလိမ့်မယ်လို့သူထင်နေတာပါနောက်နေ့မနက်မှာတော့ကန်ချွန်းကရန်ကျူးစီကိုသွားတွေ့ပါတယ်ရန်ကျူးအဝတ်လဲကန်နဲ့ဝင်သွားတော့မှပဲကန်ချွန်းကပရင်းပေါက်မှာကတ်ထားတဲ့ကာတွန်းပုံတွေကိုတတိထားလိုက်မိပါတယ်သူ့မှာမှတ်ညံတွေပြောင်းနေတာကြောင့်သူ့အထွတ်တတ်မှတ်ထားတဲ့ကန်ချမာကိုသူကအေးအေးဆေးဆေးပဲလက်ခံနိုင်လိုက်ပါတယ်ဒါပေမဲ့ရန်ကျူးကတော့အဲ့လိုမဟုတ်ပါဘူးသူကန်ချွန်းကိုမြင်နေရပေမဲ့သူတို့ကမတူညီတဲ့ကဘာနှစ်ခုကဖြစ်နေတာကြောင့်သိတယ်ဆိုတာကိုထုံမပြနိုင်ခဲ့ပါဘူးဒါကြောင့်လေသူတို့အတူတူရှိခဲ့တဲ့မှတ်ညံတွေကိုပဲပြန်တွေးနေပြီးပါတယ်အခုပြန်ကြည့်တော့မှဒါဟာဘလောက်တောင်ရက်ဆက်လဲဆိုတာသူသိလိုက်ရပါတယ်တကယ်လို့ဂန်ချွန်းသာလက်တွေ့ကဘာကတာမန်လူတယောက်ဖြစ်ခဲ့မယ်ဆိုရင်သူတို့နှစ်ယောက်ဟာတခြားအတွဲတွေလိုပဲချစ်နိုင်ကြပါလေကန်ချွန်းကပတ်စံတချို့ချီပြီးတပတ်ဖြစ်သူရဲ့နာမည်နဲ့စင်းကပ်ဝယ်လိုက်ပါတယ်ဝယ်ပြီးကနေရန်ကျူးစီကိုဖုံးနေဆက်ပါတော့တယ်ရန်ကျူးကတော့ကန်ချွန်းတယောက်မကြခင်ပျောက်ကွယ်သွားတော့မယ်ဆိုတာကိုသိနေတဲ့ကြောင့်သူ့ရဲ့အပြုံးတွေကအရန်ကိုဟန်ဆောင်နေရပါတယ်ကန်ချွန်းကလည်းရန်ကျူးရဲ့စိုးရိမ်မှုတွေကိုသိနေတာကြောင့်အမှန်တရားကိုမဖုံးကွယ်တော့ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့အစီအစဉ်တွေဘာလို့ပြက်ခဲ့ရလဲဆိုတာကိုသူရှာတွေ့သွားလို့ပါပဲအဲ့ဒီညကခေါင်မိုးပေါ်မှာသူ့ကိုဓာတ်နဲ့ထိုးခဲ့တဲ့သူက2 ယောက်ရှိပါတယ်တယောက်ကစာရေးစရာဖြစ်ပြီးနောက်တစ်ယောက်ကတော့သူ့မိသားစုကိုတတ်ခဲ့တဲ့တရခမ်းမှာတရခမ်းကဂန်ချွန်းကိုအမြဲတမ်းအမဲလိုက်ရမယ့်ပြစ်မှတ်လို့သတ်မှတ်ထားတာမို့တခြားတစ်ယောက်ကပါဂန်ချွန်းကိုလာတတ်ဖို့ကြိုးစားတဲ့အခါမှာတော့သူတခုခုထူးဆန်းနေပြီဆိုတာကိုသိသွားပြီးစာရေးစရာရဲ့မိသူမိဘဖြစ်ချောင်းကိုပါသူရိမ့်မိသွားပါတယ်သူကဂန်ချွန်းထက်တောင်အရင်ဦးအောင်ကာတွန်းကဘာဟာလှုပ်ကြံဖန်တီးထားမှသိနေခဲ့တာပါကာတွန်းဇက်ကောင်တွေရဲ့ကက်ဂျမာကစာရေးစရာရဲ့ဘောပင်ပုံမှာရှိနေတာကြောင့်တရခမ်းကစာရေးစရာနဲ့အပေးယူလုပ်ခဲ့ပါတယ်တရခမ်းရဲ့ IQ ကလည်းဂန်ချွန်းထက်မနှိမ့်ပါဘူးသူကစာရေးစရာကိုလက်တွေ့ကဘာကိုပြန်ဝင်ပေးမယ်ဒါပေမဲ့စာရေးစရာကသူ့ရဲ့အချက်နှစ်ချက်ကိုလိုက်နိုင်ရမယ်လို့ကတိတောင်းခဲ့ပါတယ်ပထမတစ်ချက်ကတော့သူ့ကိုမျက်နှာပေးဖို့ဖြစ်ပြီးဒုတိယတစ်ချက်ကတော့ဂန်ချွန်းကိုတက်ပြီးသူ့ကိုကာတွန်းရဲ့ဇက်လိုက်ဖြစ်ခွင့်ပေးဖို့ပါပဲစာရေးစရာကချက်ချင်းသဘောတူပေမဲ့လက်တွေ့ကဘာကိုပြန်ရောက်တဲ့အခါကျတော့ဂတိဖြတ်ခဲ့ပါတယ်ဒါတင်မကပဲဂန်ချွန်းနဲ့ပေါင်းပြီးတရခမ်းကိုတက်ဖို့ကြံစီခဲ့တာပါဒါကိုသိသွားတဲ့တရခမ်းကအရန်သောသားထွက်ပြီးစာရေးစရာရဲ့မျက်နှာကိုဓာတ်ရိုက်သိမ်းပိုက်လိုက်ပါတော့တယ်စာရေးစရာကသူတရခမ်းနဲ့တွေ့ခဲ့တဲ့အချက်ကိုဖုံးကွယ်ထားခဲ့တာကြောင့်အစီအစဉ်အလုံးပြတ်ခဲ့တာပါတရခမ်းကိုတတ်နိုင်မှသာစာရေးစရာကသူ့မျက်နှာကိုပြန်ရမှာပါဂန်ချွန်းကတော့ဇက်လိုက်ဖြစ်တဲ့အခြေအနေပျောက်ဆုံးသွားပြီဖြစ်လို့သူ့အဖေအချိန်မှာပျောက်ကွယ်သွားမလဲဆိုတာမသိပါဘူးဒါကြောင့်သူကမူလအစီအစဉ်တိုင်းပဲဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဂန်ချွန်းကတရခမ်းအစ်စ်ကိုဖမ်းမိပြီးလွတ်တော်အမတ်ကိုတတ်ခိုင်းလိုက်ပါပါဒါပေမဲ့အဆုံးသက်ကတော့အနေငယ်ပြောင်းသွားမှာပါစာရေးစရာဆွဲထားတဲ့အဆုံးသက်ကိုသူပြောင်းလဲပြစ်ချင်နေရပါနောက်ဆုံးခဲမှာတော့ဂန်ချွန်းနဲ့ရန်ကျူးတို့လက်ထပ်ပြီးပျော်ပျော်ရွှင်ရွှင်နေတော့ကြတာဟာ W ကတော့အတွက်အကောင်းဆုံးအဆုံးသတ်ဖြစ်ပါလိမ့်မယ်အခုလောလောဆယ်မှာတော့ဒီလောက်ပါပဲရန်ကျူးရဲ့အဖေကိုကာကွယ်ပေးဖို့တောင်းဝန်ကဂန်ချွန်းရဲ့ပခုံးပုံကိုကြာလာခဲ့ပါတယ်ဂန်ချွန်းကဖျားသခင်မဟုတ်တော့အဲ့ဒီကဘာမှာရှိနေတဲ့အရာအလုံးကိုသူမဖန်တီးနိုင်ပါဘူးသူကသူကိုယ်တိုင်ဆွဲထားတဲ့ဇက်ကောင်အနေငယ်ကိုပဲထိန်းချုပ်နိုင်တာပါဒါဟာလုံးဝကိုအတိတ်ပဲမရှိတဲ့ကိစ္စကြီးပါပဲတကယ်တော့လမ်းသွားလမ်းလာတွေကဒီဇလန်ထဲမှာလွတ်လပ်တဲ့ဇက်ကောင်တွေဖြစ်နေပါတယ်။ဒါကြောင့်ဂန်ချွန်းကကာတွန်းကဘာနဲ့လက်တွေ့ကဘာဟာတီးခြားလွတ်လပ်တဲ့ကဘာနှစ်ခုဖြစ်နေတယ်ဆိုတဲ့ညီကုန်းစီရောက်ရှိသွားပါတယ်။စာရေးဆရာရဲ့ကာတွန်းကတော့အဲ့ဒီကဘာနှစ်ခုကြားကတရားတစ်ခုလိုပဲအလွတ်လုပ်ပါတယ်။ဒါပေမဲ့ကွာခြားချက်တစ်ခုရှိတာကကာတွန်းကဘာတွေကအရာအလုံးဟာလက်တွေ့ကဘာကိုအခြေခံထားပါတယ်။ဥပမာကာတွန်းတွေကအစအုံတွေဆိုရင်လက်တွေ့ကဘာကအစအုံတွေစီကနေပဲယူထားတာမျိုးပါ။ကန်ချွန်းကစုပေါင်းကိုတရက်ခံနေတဲ့လိပ်စာကိုစုံစမ်းခိုင်းထားပါတယ်။စုပေါင်းကနောက်ခံရှုခင်းတွေကိုဆွဲပေးရသူဖြစ်ပေမဲ့တိကျတဲ့လိပ်စာကိုမဆွဲပေးနိုင်ခင်မှာပဲစာရေးဆရာဟာတရက်ခံရဲ့ထိန်းချုပ်မှုကိုခံလိုက်ရပြန်ပါတယ်။ဒါပေမဲ့လည်းစုပေါင်းမှာအဲ့ဒီတိုက်ခန်းရဲ့ဓာတ်ပုံတွေတက်တည်ဖြစ်ရှိနေပါတယ်။တိုက်ခန်းအပြင်ဘက်ကနံပါတ်8135ဆိုတာကတော့ထူးထူးခြားခြားအထိပ္ပယ်မရှိပါဘူး။အရာအလုံးကိုနားလည်သွားပြီးတဲ့နောက်ကန်ချွန်းတယောက်သူ့ရဲ့အစီအစဉ်ကိုစတင်ပါတယ်။သူကရန်ကျူးစီ message ပို့ပြီး10မိနစ်နေရင်တပ်ပလက်ကိုဖွင့်ထားဖို့ပြောလိုက်ပါတယ်။အဲ့ဒါမှကဘာနှစ်ခုကြားကဆက်သွယ်မှုကပွင့်လာမှာပါ။အလုပ်ပြီးတာနဲ့သူလက်တွေ့ကဘာကိုပြန်လာနိုင်မှာပါ။ကန်ချွန်းကသူ့ကိုယ်သူစတင်ဆင့်ခေါ်လိုက်တဲ့အချိန်မှာပဲတရခန်ရှိရဲ့အခန်းထဲကိုတကယ်ပဲရောက်သွားပါတယ်။တရခန်ကလန့်သွားပြီးကန်ချွန်းကိုလှမ်းအုပ်ပါတယ်။ဒါပေမဲ့အခုတရခန်မှာရုပ်ခန္ဓာရှိသွားပြီဖြစ်လို့အရင်လိုနေရာရွှေ့ပြောင်းနေစွမ်းအားတွေမရှိတော့ပါဘူး။အသက်50ကျော်လူကြီးတယောက်ကကန်ချွန်းလိုတန်မာတဲ့လူငယ်တယောက်ကိုဘယ်လိုလုပ်ရှင်နိုင်ပါလဲသိမကြခင်မှာပဲတရက်ခန့်အလဲထိုးခံလိုက်ရပါတယ်ကန်ချွန်းကတရက်ခန့်ကိုလှုပ်လို့မရအောင်ဆိုဖာပေါ်မှာတုံ့နှောင်ထားလိုက်ပြီး TV ဌာနကလူသက်သမားကိုမိပြီလို့ရဲတွေကိုဖုံးဆက်အကြောင်းကြားလိုက်ပါတယ်
နောက်ဆုံးမှာတော့ရန်ကျူးဆွဲပေးထားတဲ့ကားနဲ့သူမောင်းထွက်လာခဲ့ပါတယ်ဒါပေမဲ့ရန်ကျူးကအခန်းနှခန်းကိုအရင်ဆွဲပေးဖို့လိုနေပါသေးတယ်ပထမတစ်ခုကတော့ဂန်ကျွန်းရဲ့ပုတ်ပွားနေတဲ့အလောင်းမှာတရက်ခန့်ကအတန်ဖိုင်ကိုအတုလုပ်ပြီးဂန်ကျွန်းရဲ့မိသားစုကိုတတ်ခဲ့တယ်လို့အပြစ်အားလုံးကိုလည်းဂန်ကျွန်းပေါ်ပုံချခဲ့တာလေနောက်တစ်ခုကတော့ရုပ်တိမရှိတဲ့တနက်ပြစ်ခတ်မှုဖြစ်ရပါဂန်ကျွန်းကတားအောင်ဖြစ်နေပေမဲ့သူ့ရဲ့အပြစ်မဲ့မှုကိုတတ်သိမပြနိုင်ပဲလူသက်သမားအဖြစ်ဆွဆွဲခံနေရတာပါလူတကာရဲ့ကဲ့ရဲ့မှုကိုခံနေရပြီးကြွက်တကောင်လိုပုံနေရမယ့်အစားဂန်ကျွန်းကသူ့ကိုယ်သူတေးကြအောင်ဆောင်လိုက်တာကပိုကောင်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုဆိုရင်လူတွေရဲ့မှတ်ဉာဏ်တွေကနေသူပျောက်ကွယ်သွားမှာဖြစ်တယ်လို့အတွင်းရင်းမှုရဲ့ဇက်ကွက်တွေကလည်းပျောက်ကွယ်သွားမှာဖြစ်လို့သူလည်းဘေးကင်းသွားမှာပါနောက်ထပ်ဆွဲပေးရမယ့်အရာကတော့ဂန်ကျွန်းပျောက်ဆုံးသွားတဲ့လက်စွပ်လေးပါအခုဆိုရင်သူရန်ကျူးနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီပေါ့သူတွေးထားတဲ့ဒုတိယအယူအဆကတော့အပိုင်းတစ်ခုရဲ့တာဝန်ပြီးဆုံးသွားရင်သူလက်တွေ့ကဘာကိုပြန်လာနိုင်မယ်ဆိုပြီးတော့ပါအဲ့ဒီအယူဆတာအောင်မြင်ရင်သူဟာအမြင့်မြင့်ဆုံးပုံကိုယ်တယောက်ဖြစ်လာမှာပါဒါပေမဲ့ကိစ္စတွေကထင်တော့မရိုးရှင်းပါဘူးဇလန်ထဲမှာဂန်ကျိုးတည်ဆုံးသွားပေမဲ့သူဟာဇက်လိုက်တယောက်ရဲ့ဂုံတိတ်ခါကိုပြင်ဆင်နိုင်ခဲ့တယ်လို့တရက်ခန့်ကိုလည်းဖမ်းပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခုပေါ်လာပါတယ်ဂန်ကျုံးကကာတွန်းထဲကမော်ဒယ်ဖြစ်တဲ့ဟိုတယ်ရှိကနေကားမောင်းထွက်လာတဲ့အချိန်မှာအတွင်းရေးမှုကိုအဝင်ဝမှာရက်နေတာကိုတွေ့လိုက်ရပါတယ်ပိုပြီးထူးဆန်းတာကအတွင်းရေးမှုကသူ့ကိုမြင်သွားတာပါပဲဂန်ကျုံးကသူကာတွန်းကဘာထဲမှာရှိနေသေးလားဆိုတာအတီးပြုတ်ဖို့ရန်ကျူးကိုဖုံးဆက်မေးပါတယ်ရန်ကျူးကတော့မဟုတ်ဘူးလို့အာမခံလိုက်ပါတယ်ကာတွန်းစက်ကောင်တွေကလက်တွေ့ကဘာကိုစင့်ခေါ်ခံရဖို့မဖြစ်နိုင်ဘူးလေဒါပေမဲ့ဂန်ကျုံးကတော့စိတ်ထင်နေပါတယ်အဲ့ဒီအချိန်မှာပဲဂန်ကျွန်းချောက်တရက်ခန့်ဟာရဲစခန်းကနေလွန်မြောက်သွားပြီးရဲအရာရှိတယောက်ကိုတတ်လိုက်ပါတယ်။ကားနဲ့တနက်ကိုခိုးပြီးတဲ့နောက်တရက်ခန့်ကစာရေးဆရာရဲ့ရုံးခန်းကိုတန်းသွားပြီးစာရေးဆရာကိုထပ်မံကြိုးကင်ကရန်ကျူးကိုကာတွန်းကဘာတွေဆွဲသွင်းလိုက်ပါတယ်။ဂန်ကျွန်းကဇလန်းကိုပြင်မှာဆိုလို့တရက်ခန့်ကစာရေးဆရာကိုတပ်ပလက်ကိုရိုက်ခွဲခိုင်းလိုက်တာကြောင့်သူတို့မှထွက်ပေါက်မရှိတော့ပါဘူး။ဂန်ကျွန်းပြန်ရောက်လာတဲ့အချိန်မှာတော့ရန်ကျူးမရှိတော့ပါဘူး။ W အပိုင်းတစ်ကိုကြည့်လိုက်တော့သူအရန်လန့်သွားပါတယ်။တရက်ခန့်ကရက်ဆက်တဲ့လူသက်သမားတယောက်ဖြစ်ပြီးဂန်ချိုးရဲ့မိသားစုကိုတတ်ဖို့တတ်တည်ရှိနေတာပါအခုရန်ကျူးကလက်ထက်လက်ဆုပ်ဝတ်ထားပြီးဆိုတော့သူကလည်းဂန်ချိုးရဲ့မိသားစုဝင်ဖြစ်သွားပါပြီဒါကြောင့်တရက်ခန့်ကရန်ကျူးကိုတတ်ဖို့ကြိုးစားပြီးတနက်နဲ့ပြစ်လိုက်ပါတော့တယ်ဂန်ချိုးကတော့ဒီလိုအဆုံးသတ်ကိုလက်မခံနိုင်ပါဘူးသူတရက်ခန့်နဲ့ရင်ဆိုင်မှုကာတွန်းကဘာတွေကိုပြန်သွားပါတယ်ရန်သူနှစ်ယောက်ထိတ်တိုက်တွေ့တဲ့အခါမှာတော့တယောက်ကိုတယောက်တတ်ဖို့ပဲစိတ်အားထက်သန်နေကြပါတယ်သူတို့နှစ်ယောက်လုံးတနက်နေနဲ့ရမ်းပစ်ကြပါတယ်ဒါပေမဲ့အိုလံပစ်တနက်ချန်ပီယံနဲ့ရှင်တော့တရက်ခန့်ကအများကြီးနှိမ့်ကြပါတယ်တရက်ခန့်ကဒဏ်ရာတွေနဲ့တေဆုံးသွားခဲ့ပါတယ်ဂန်ကျွန်းကတိုလာယုံစီအပြေးလွှားသားကြည့်တဲ့အခါကျမ်းမြေပေါ်မှာတွေးကွက်တီပဲတွေ့ရပြီးရန်ကျူးကိုတော့မတွေ့ရပါဘူးတကယ်တော့တူဘီကွန်တင်းညူးဆိုတဲ့စာသားပေါ်လာတာနဲ့ရန်ကျူးကလက်တွေ့ကဘာကိုပြန်ရောက်သွားပြီးလမ်းသွားလမ်းလာတွေကသူ့ကိုစေးရုံပို့ပေးလိုက်ကြပါတယ်ဆရာဝန်တွေကတော့အုံနောက်တည်သွားပြီလို့ကနဦးတတ်မှတ်လိုက်ကြပါတယ်တရက်ခန့်တည်သွားတော့မှစာရေးဆရာရဲ့မျက်နှာကပုံမှန်အတိုင်းပြန်ဖြစ်လာပါတယ်သူသမီးတတိလစ်နေတယ်ဆိုတာကြတော့စာရေးဆရာအယံမဲ့စိတ်မကောင်းဖြစ်သွားပါတယ်ပြဿနာကသူ့ရဲ့စိတ်ထဲမှာတရက်ခန့်ရဲ့အသိစိတ်တွေကြံနေသေးတာပါပဲသူကပဲသူသမီးကိုတက်လိုက်တယ်လို့မျိုးခံစားနေရပါတယ်ဆောင်းဝန်းကအဆောက်အုံပေါ်ကနေခုံချဖို့ကြိုးစားပေမဲ့ဂန်ချွန်းကအချိန်မီသားလိုက်ပါတယ်အဲ့ဒီနောက်ဂန်ချွန်းကရန်ကျူးကိုကာတွန်းကပါတယ်ပြန်ခေါ်သွားပေမဲ့ရန်ကျူးကမျက်လုံးတစ်ခါပဲပွင့်လာပြီးပြန်မိတ်သွားပါတယ်ဒါပေမဲ့အခြေအနေကပြန်ကောင်းလာနိုင်ပါသေးတယ်တပ်ပလက်ပျက်စီးသွားပေမဲ့တရက်ခန့်ကအရင်ကစာရေးဆရာကိုတပ်ပလက်အပိုတစ်ခုဆွဲခိုင်းခဲ့ပြီးကားနောက်ဖုံးမှာဝတ်ထားခဲ့ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲတရက်ခန့်အပြစ်ခံရပြီးတဲ့နောက်လွတ်တော်အမတ်ကအခင်းဖြစ်တဲ့နေရာကိုရောက်လာပြီးသူကတော့အနည်းရရှိတဲ့တပ်တွေကိုဖျက်ဆီးဖြစ်ပါတယ်သူကကားနောက်ဖုံးတွေကတပ်ပလက်အပိုကိုတွေ့သွားပြီးအိမ်ကိုယူသွားပါတယ်သူကဒါကိုတစ်ခုခုထူးခြားမယ်လို့တန်တရားဝင်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါရဲ့လှုပ်ဝက်ချက်ကိုသိသွားပါတယ်ဂန်ကျွန်းကအဲ့ဒီတပ်ပလက်ကိုလာရှာတဲ့အချိန်မှာလွတ်တော်အမတ်ကသူ့ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ဒါဟာဘာမဆိုဖန်တီးလို့ရတဲ့မှော်တပ်ပလက်ကြီးလေလွတ်တော်အမတ်ကဒါဟာဘလူနီးယာမှနဲ့အလုတ်လုံနေလဲဆိုတာကိုသိကျင်နေပါတယ်သူကမှော်ကဘာတဲကိုများရောက်နေတာလားဆိုပြီးတော့ပေါ့ကန်ကျွန်းကစကားမပြောဘဲနေတော့အမတ်ကသူ့ကိုထုံးနေရလိုက်ပါတယ်အရိုက်ခံရလို့ကန်ကျွန်းကစေးရုံဆိုတဲ့စလုံးနှလုံးကိုပဲရေရွတ်နိုင်မှာတော့တယ်အမတ်ကအခုမှပဲတပ်ပလက်ရဲ့စွမ်းအားကိုသဘောပေါက်သွားပါတယ်ကန်ကျွန်းကတေဆုံးသွားတဲ့သူ့ဇနီးကိုကယ်ဖို့တပ်ပလက်လိုအပ်တယ်လို့ပြောလိုက်ပါတယ်တပ်ပလက်ရဲ့ပိုင်ရှင်ကစေးရုံမှာရှိနေပြီးဆွဲနိုင်တဲ့သူရှိနေတယ်ပြီးလူသေးကိုပြန်ရှင်အောင်လုပ်လို့ရပါတယ်အမတ်ကဒါကိုယူးကြောင်ကြောင်လို့ထင်ပေမဲ့စိတ်ထဲမှာတော့စိုးရိမ်နေပါတယ်သူကရန်ကျူးသေးတာဟုတ်မဟုတ်အတီးပြုတ်ခိုင်းပြီးတပ်ပလက်ကိုစေးရုံယူသွားပြီးဂန်ကျူးရဲ့ညွှန်ကြားချက်အတိုင်း
စာရေးဆရာစာဟွန်းကိုရှာပြီးအဖြေတောင်းมาတော့တယ်အမတ်ထွက်သွားပြီးရဲ့နောက်မှာတော့တူဘီကိုတင်းညူးဆိုတဲ့စာသားပေါ်လာပြီးအချီခံထားရတဲ့ကန်ချွန်းဟာရုတ်တရက်ပြောက်ကွယ်သွားပါတယ်သူလက်တွေကဘာကိုပြန်ရောက်သွားတာပါအဲ့ဒီအချိန်မှာပဲစောင့်နေတဲ့စူပေါင်းကကာတွန်းရဲ့အပိုင်းတစ်ကိုတွေးလိုက်ရပါတယ်ဇလန်းတွေကကန်ချွန်းကသူ့စီအချက်ပြနေတာကိုကန်ချွန်းကစူပေါင်းနဲ့စာရေးဆရာကိုဆေးရုံသွားပြီးပကြီးဆွဲပြယူဖို့ခိုင်းလိုက်ပါတယ်ကန်ချွန်းကအခုဆိုရင်အပြင်ကလူအစ်စ်ဖြစ်နေပြီဆိုတော့ကာတွန်းတွေကဇက်ကောင်တွေကိုပါခေါ်ယူနိုင်စွမ်းရှိနေတာပါအခုသူကရှင်းနေကျုပ်ဟန်ချိုကိုလက်တွေ့ကဘာတွေကိုစင့်ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလှုပ်တော်အမတ်ဘေးနာကမြင်ကွင်းကြီးပြောင်းလဲသွားပြီးသူ့ကိုဖန်တီးခဲ့တဲ့စာရေးဆရာကိုမထင်မှပဲတွေ့လိုက်ရပါတယ်ဘာတွေဖြစ်နေမှန်းသူနားမလည်ခင်မှာပဲစူပေါင်းကပကြီးဆွဲပြားကိုလူယူလိုက်ပါတယ်စာရေးဆရာကအမတ်ကို IV ချိတ်တဲ့ဒုံးနဲ့ရိုက်ပြီးမိလဲအောင်လုပ်လိုက်ပါတယ်ပြီးတော့သူ့သမီးပြန်ရှင်လာအောင်ဇက်ကွက်အစ်စ်ကိုအမြန်ဆွဲပါတော့တယ်ဒီလိုနဲ့ရန်ကျူးကအံ့ဩစရာကောင်းလာအောင်ပြန်နိုးလာပါတယ်သူဘီကိုချင်းညူးဆိုတဲ့စာသားပေါ်လာပြီးရန်ကျူးလက်တွေကဘာကိုဘေးကင်းကင်းနဲ့ပြန်ရောက်လာပါတယ်ရန်ကျူးကဟိုတယ်အပြင်ဘက်မှာဂန်ချုံကိုစောင့်နေတော့မှပဲအတွင်းရေးမှုဆိုရီကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာ final chapter ဆိုတဲ့စာသားကမထင်မှတ်ပဲပေါ်လာပါတယ်ဟုတ်ပါတယ်သူကာတွန်းကဘာတွေကိုနောက်တစ်ခါစိတ်ခေါ်ခံလိုက်ရပြန်တာပါအဲ့ဒီအချိန်မှာပဲစာရေးဆရာရဲ့လက်တွေကဖောက်ထွင်းမြင်နေရတဲ့အခြေအနေဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ဇလန်းကသူ့ရဲ့အဆုံးသက်အစ်စ်ကိုဥတီနေလို့ပါပဲကာတွန်းတွေကဂန်ချွန်းရဲ့အသိစိတ်ကနိုးလာပြီးလက်တွေကဘာကိုရောက်လာတာကြောင့်စွမ်းအင်တွေမညီမျှတော့ပဲလက်တွေကဘာကဇက်ကောင်တွေကအရင်နှီးပေးဆက်လိုက်ရပါတယ်လက်တွေကဘာကအဓိကဇက်ကောင်၃ယောက်လုံးကကာတွန်းကဘာတွေကိုစင့်ကော်ခံလိုက်ရပါတယ်စာရေးဆရာကကာတွန်းကဘာတွေကိုပထမအဆုံးရောက်သွားခဲ့ပြီးအဲ့ဒီမှာတရက်ခန့်ရဲ့အသိစိတ်ကပိုပြီးပြင်းထန်လာပါတယ်စာရေးဆရာဟာလုံးဝထိန်းချုပ်ခံလိုက်ရပြီးဇက်ရိုက်နှမျိုးကြားမှာအမြဲကူးလူးနေရပါတယ်ဇလန်းတွေကစိတ်ချမ်းမာရေးဆေးရုံမှာတစ်နှစ်လောက်နေပြီးတဲ့နောက်မှာတော့စာရေးဆရာဟာတရက်ခန့်နဲ့ပိုတူလာပြီးကာတွန်းဇက်ကောင်တယောက်လိုဖြစ်သွားပါတော့တယ်တရက်ခန့်ကပျောက်ကွယ်တော့မှမို့လို့ဆေးလဲတဲ့အချိန်မှာ nurse တယောက်ကိုတက်လိုက်ပြီးသူမြန်မြန်ပျောက်မသွားအောင်လုပ်လိုက်ပါတယ်ကာတွန်းကဘာတွေကိုမဝင်ခင်မှာစာရေးဆရာကသူ့ရုံငန်းနဲ့ပကြီးဆွဲပြားကိုအတူတစ်ခုဆွဲခဲ့ပါသေးတယ်စိတ်ကျမ်းမာရေးဆေးရုံကလွတ်လာပြီးတဲ့နောက်မှာတော့သူကဒီရုံငန်းထဲမှာပုံနေပြီးသူ့ကိုသူမထိန်နိုင်ပါဆိုလို့ကျိုးနဲ့တုတ်တာကဂန်ချွန်းနဲ့ရန်ကျူးတို့ဗမာလဲဆိုတာကိုနာကျင်စွာနဲ့စောင့်နေပါတော့တယ်ကာတွန်းကဘာတွေကိုဒုတိယမြောက်ရောက်လာတဲ့သူကတော့ဂန်ချွန်းမှာသူကတိုက်တိုက်ဆိုင်ဆိုင်ပဲသူ့ကိုဆေးခန်းရှိမှပြစ်ချထားခဲ့တဲ့လွတ်တော်အမှန်နဲ့သွားတွေ့ပါတယ်အဲ့ဒီနောက်မှာတော့ဂန်ချွန်းကအရေးပေါ်ကုသမှုကိုခံယူဖို့ခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်ဂန်ချွန်းကသူ့ကိုယ်သူတည်ဆုံးသွားတဲ့အောင်တမင်ဟန်ဆောင်ခဲ့တာကြောင့်ထောင်ထဲကိုအတင်းကျပ်ပို့ဆောင်ခံလိုက်ရပါတယ်ရန်ကျူးနောက်ကျပြီးမှရောက်လာတဲ့အချိန်မှာတော့ကန်ချွန်းကတေတံချမှတ်ခံထားရပြီးပါပြီ။ဒါပေမဲ့သူဟာရန်ကျူးရဲ့ရှေ့မှာရက်နေတဲ့အချိန်မှာတော့တည်ခြင်းတရားကိုအရေးမပါတဲ့ကိစ္စတစ်ခုလို့သဘောထားပြီးအရန်ကိုတည်ငြိမ်နေခဲ့ပါတယ်။ဇလန်းကအဆုံးသတ်ဖို့နီးကပ်လာပြီးဖြစ်လို့အရာရာမပြီးဆုံးမချင်းဘသူမှလက်တွေကဘာကိုပြန်လို့မရသလိုအပိုင်းတစ်တွေလည်းထပ်ထွက်မလာတော့ပါဘူး။အဲ့ဒီအချိန်မှာပဲကန်ချွန်းရဲ့လက်ထိပ်မှာတော်တချောင်းကမထင်မှပဲပေါ်လာသလိုသူ့လက်ထဲမှာလည်းတနက်တက်လက်ပေါ်လာပါတယ်။စာရေးဆရာကသူ့ကိုထားဝါလောက်အောင်ကူညီပေးနေတယ်ဆိုတာကိုဂန်ချူးရိပ်မိသွားပါတယ်။အောင်မြင်မြင်နဲ့ထောင်ကထွက်လာပြီးတဲ့နောက်မှာတော့စီစဉ်ထားတဲ့အတိုင်းစာရေးဆရာရဲ့ရုံးခန်းမှာရန်ကျူးနဲ့တွေ့ခဲ့ပါတယ်။ရန်ကျူးဟင်းချက်နေတော့မှစာရေးဆရာကဂန်ကျူးကိုတချို့အကြောင်းအရာတွေကိုဖွင့်ပြောပြခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်သူဟာဂန်ကျူးရဲ့ happy ending နဲ့အတူရှင်သွားပြီးမတည်ရှိနိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့တရက်ခန့်ရဲ့အသိစိတ်ကသူ့ခန္ဓာကိုယ်ရဲ့တဝက်ကိုကျူးကျော်ဝင်ရောက်နေပြီဖြစ်လို့တနည်းအားဖြင့်သူဟာလူသက်သမားဖြစ်နေလို့ပါပဲ။သူသာတရက်ဖို့အသက်ရှင်နေရင်ဂန်ကျူးနဲ့ရန်ကျူးတို့ဟာနောက်ထပ်တရက်အန္တရာယ်ရှိနေရအောင်ပါပါသူလက်တွေကဘာကိုပြန်ရောက်ရင်တော့အရင်လိုဘဝမျိုးကိုဘယ်တော့မှပြန်မရနိုင်တော့ပါဘူးတရက်ခန့်ဟာစားဝတ်ရဲ့လက်ကိုအသုံးချပြီးအရာရာကိုဖျက်ဆီးဖို့လူသက်မှုတွေကိုကျူးလွန်ခဲ့တာပါတရက်ခန့်ရဲ့ဝိညာဉ်ဟာအရင်ကထပ်ပိုပြီးရက်ဆက်လာခဲ့ပါတယ်ဇလန်ထဲမှာဖြည့်ရှင်းမှုကြံနေသေးတဲ့လူဆိုးတယောက်ရှိနေပါသေးတယ်အဲ့ဒါကတော့လွတ်တော်အမတ်ပါပဲအထွေထွေရေးကောက်ပွဲနီးလာတာနဲ့အမျှအမတ်ဟာမီဒီယာတွေရှိမှသူဟာအတော်ဆုံးဖြစ်ကြောင်းဟန်ဆောင်နေပါတယ်။ဂန်ကျွန်းထောင်ကလွတ်သွားတာကိုအမတ်သိသွားတဲ့အခါမှာတော့အရန်တော်သားထွက်ပြီးဂန်ကျွန်းရဲ့တပ်တော်ဆောင်ကိုပြန်မင်းဆွဲပြီးတည့်ရဲ့အထီရိုက်နှိပ်ဆက်ပါတော့တယ်။အမတ်ကတပ်တော်ဆောင်ရဲ့ဖုန်းကိုယူပြီးမင်းရဲ့တပ်တော်ဆောင်ပြန်မင်းဆွဲခံထားရပြီဆိုတဲ့မက်ဆေ့ကိုဂန်ကျွန်းစီကိုပို့လိုက်ပါတယ်။ဂန်ကျွန်းလည်းအရန်စိုးရိမ်သွားပြီးအမတ်စီဖုန်းဆက်ဖို့အပြင်ကိုပြေးထွက်သွားပါတော့တယ်။ဒါပေမဲ့သူအခန်းထဲကိုပြောင်းဝင်လာတဲ့အခါမှာတော့စာရေးဆရာကရန်ကျူးကိုအယူအမှုလဲပြီးညှစ်တက်နေတာကိုတွေ့လိုက်ရပါတယ်။မလွဲပါဘူး။ဆောင်းဟုံးရဲ့အသိစိတ်ကိုတရက်ခန့်ကနောက်တစ်ကြိမ်ထပ်မံကျူးကျော်လိုက်တာပါ။
ကန်ချွန်းကလည်းအားကိုးရမဲစွာနဲ့ပဲဆောင်းဟွန်းကိုကတိမှပြန်လဲချီနှောင်ထားလိုက်ရပါတယ်ဆောင်းဟွန်းတတိယလာပြီးသူသမီးရဲ့လေဘေးကအမှတ်အသားကိုမြင်ရတဲ့အခါမှာတော့အရန်ကိုစိတ်ထိခိုက်သွားပါတယ်သူတို့ဘာစကားမှမပြောပြကြပေမဲ့ဆောင်းဝန်းကတော့သူဘာလုပ်ခဲ့လဲဆိုတာကိုသိနေပါတယ်။သူက nurse ကိုတတ်ခဲ့တာကြောင့်ရဲတွေကသူ့ကိုဖမ်းမှုလာနေကြပါပြီ။ဆောင်းဝန်းကအခုဆိုတရက်ခရဲ့အကွက်ထဲမှာပိတ်မိနေပါပြီ။ဆောင်းဝန်းသာလူမတတ်ခဲ့ရင်သူဟာမကြခင်ပျောက်ကွယ်သွားမှာပါ။ကန်ကျွန်းနဲ့ဆောင်းဝန်းကြားမှာတယောက်ယောက်ကပဲအသက်ရှင်ရမှာဖြစ်တယ်လို့နှစ်ယောက်လုံးလည်းပျောက်ကွယ်သွားနိုင်ပါတယ်။အဲ့ဒီအချိန်မှာရဲတွေကအိမ်တစ်လုံးလုံးကိုဝိုင်းထားပါပြီ။ရန်ကျူးကအချိန်ဆွဲနိုင်မှုအတွက်အိမ်ကိုအလုံးပိတ်နေမည်တခုအဖြစ်ပြင်ဆွဲလိုက်ပါတယ်။ကန်ကျွန်းကသူ့ကိုနောက်ဖုံးတကားစီခေါ်သွားပြီးရန်ကျူးရဲ့လက်ထက်လက်စွပ်ကိုချွတ်လိုက်ပါတယ်။တကယ်လို့ရန်ကျူးကသူ့ရဲ့မိသားစုဝင်မဟုတ်တော့ဘူးဆိုရင်အခြေအနေကဘလို့ပဲဖြစ်ဖြစ်တရက်ခန့်ရဲ့ပြစ်မှတ်ထားခြင်းကိုခံရမှာမဟုတ်တော့လို့ပါပဲ။ရန်ကျူးကိုပြန်ပို့ပြီးတဲ့နောက်မှာတော့ကန်ကျွန်းကသူ့ရဲ့တပ်တော်ဆောင်ကိုကဲဖို့အမြန်သွားပါတယ်။သူကUSB တခုကိုယူပြီးအမတ်နဲ့ထိတ်တိုက်ရင်ဆိုင်ပါတယ်။အဲ့ဒီ USB ထဲမှာတော့အမတ်ရဲ့တရားမဝင်လုပ်ရက်တွေပါတဲ့ဗီဒီယိုတွေရှိနေပါတယ်။အမတ်အနေနဲ့နမေကုံသတင်းနဲ့စီးစိမ်ကိုဆက်ထင်းသားခြင်းသူ့ရဲ့ချစ်ရသူတွေကိုဒုက္ခမပေးဖို့ကန်ကျွန်းကတတိပေးလိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်မယ်အမတ်ကပို့ပြီးရက်ဆက်ပြခဲ့ပါတယ်။သူကကန်ကျွန်းကိုဓာတ်ရိုက်ပဲပြစ်လိုက်ပါတော့တယ်။ရေကောက်ပွဲထက်ဆိုင်ရင်တခြားကဘာတစ်ခုတည်ရှိနေတာကိုသူကပို့ပြီးစိတ်ဝင်စားနေတာပါ။ကန်ကျွန်းကအပြင်းအထန်တိုက်ခိုက်ပြီးထွက်ပြေးလာပေမဲ့သူကားကရုတ်တရက်စီကုံသွားပါတယ်။သူရန်ကျူးစီကိုအားနည်းစွာနဲ့ပဲဖုံးဆက်လိုက်ပါတယ်။ရန်ကျူးလည်းကန်ကျွန်းကိုရှာဖို့ကားတစ်စီးကိုအမြန်ဆွဲလဲရပါတယ်။ကန်ကျွန်းကတကူလုံးတန်ရာတွေနဲ့သွေးတွေအန်နေပါပြီ။ရန်ကျူးလမ်းမှာရှိနေတော့မှပဲကန်ကျွန်းကတတိလစ်သွားပါတယ်။ရန်ကျူးတရားကိုကန်ကျွန်းအနားကိုရောက်သွားခဲ့နေပါပဲကားတွေအများကြီးဖြတ်မောင်းသွားပြီးသူကတော့အရန်ထိတ်လန့်ကကန်ကျွန်းရဲ့နာမည်ကိုအဆက်မပြတ်အော်ခေါ်နေပါတယ်။နောက်ဆုံးမှာတော့ကန်ကျွန်းလဲကျသွားပြီးအဆုံးအဖြတ်ပေးမဲ့အချိန်မှာပဲထရက်ကားတစ်စီးဖြတ်မောင်းသွားပါတယ်။ရန်ကျူးတရားကိုကန်ကျွန်းစီမရောက်နိုင်ခင်မှာပဲသူလက်တွေကဘာကိုပြန်ရောက်သွားပါတော့တယ်။ W ကာတုံးရဲ့အဆုံးသက်ကကန်ကျွန်းတိတ်ဆုံးသွားတာနဲ့ပြီးဆုံးသွားပါတယ်။ဒါပေမဲ့ဆောင်းဝန်းကတော့အခုထိပုံမလာသေးပါဘူး။ရန်ကျူးရဲ့လက်ထက်လက်စွပ်နဲ့ဆောင်းဝန်းရဲ့ပကြီးဆွဲပြားကလည်းပျောက်ကွယ်သွားပါတယ်။သူနဲ့စူပေါင်တို့ကပျောက်ဆုံးသူရှာပုံတော်ပိုစတာတွေအများကြီးရိုက်ပြီးဆောင်းဝန်းကိုရှာဖို့နေရအနှံ့လိုက်ဝေခဲ့ကြပါတယ်။ဒါဟာဝမ်းနည်းစရာအကောင်းဆုံးအဆုံးသတ်လို့ထင်ရပေမဲ့ရလက်ကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ကာတွန်းကပြီးသွားပေမဲ့ကာတွန်းကဘာကြီးကတော့ရက်တက်မသွားပါဘူး။ဆောင်းဝန်းတရားကိုကန်ကျွန်းကတနက်နဲ့အပြစ်ခံရပြီးတည်သွားပြီဆိုတာကိုကြားလိုက်ရတဲ့အခါမှာတော့ချက်ချင်းပဲစီစဉ်มาတော့တယ်။သူကတက်တော်ဆောင်ကိုထုံစေးပေးလိုက်ပြီးကန်ကျွန်းရဲ့အသက်ကိုပြန်ရှည်စေဖို့အတွက်သူ့ကိုယ်သူစတေးဖို့ရွေးချယ်လိုက်ပါတယ်။သူဘောပင်ကိုကင်ပြီးလွတ်တော်အမတ်တေဆုံးမဲ့အကြောင်းကိုဆွဲလိုက်ပါတယ်။ဆောင်းဝန်းဟာအမတ်ရဲ့နှုတ်ဆက်စာကိုပုံနှိပ်ထုတ်ကိုလိုပဲသူ့ရဲ့တရားမဝင်အလုပ်တွေအကြောင်းဗီဒီယိုတွေကိုလည်းမှတ်တမ်းတင်ခဲ့ပါတယ်။ရဲတွေရောက်လာတဲ့အခါမှာတော့ USB နဲ့နှုတ်ဆက်စာတွေကကန်ကျွန်းရဲ့နာမည်ကိုရှင်းပေးပါလိမ့်မယ်။ရန်ကျူးကသူ့ကကန်ကျွန်းအတွက်အစွမ်းကုန်စူးစမ်းနေတော့မှပဲသူ့အဖေကသူ့ကိုအဝေးကနေနောက်ဆုံးတစ်ချိန်ကြည့်နေခဲ့တယ်ဆိုတာကိုတော့မသိခဲ့ပါဘူး။ကန်ကျွန်းကကာတွန်းပြီးဆုံးရခြင်းရဲ့အကြောင်းရင်းမဟုတ်ပဲမကောင်းမှုကိုအပြစ်ပေးလိုက်တာကသာဇလန်ရဲ့အဆုံးသတ်ဖြစ်စေခဲ့တာပါ။ဆောင်းဝန်းကတရက်ခန့်ရဲ့တတ်မှတ်ချက်ကိုချိုးဖောက်ပြီးကန်ကျွန်းအတွက် happy ending တစ်ခုကိုအောင်မြင်စွာဖန်တီးပေးလိုက်နိုင်ပါတယ်။ကန်ကျွန်းဟာအရေးပေါ်ခုသမှုကိုခံယူပြီးတဲ့နောက်မှာတော့မသိခဲ့ပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့တစ်ခါကတီးချင်းအောင်ဆောင်ခဲ့တာတနက်ခိုးတာနဲ့ထောင်ဖောက်ပြေးတာတွေကြောင့်ထောင်တော့ကြလိုက်ပါတယ်။ဒါပေမဲ့လူသက်မှုဆွဲချက်ကတော့ပြန်လည်စစ်ဆေးတဲ့အခါမှာကင်းရှင်းသွားခဲ့ပါတယ်။ကန်ကျွန်းကထောင်ဒဏ်2 နှစ်ချမှတ်ခံခဲ့ရပါတယ်။ဆောင်းဝန်းကတော့ဇလန်းအဆုံးမှာဓမုံတပုံနဲ့စာတစောင်ချန်ထားခဲ့ပါတယ်။ဇလန်းအဆုံးမှာကန်ကျွန်းကဇလိုက်အဖြစ်ကနေပယ်ဖျက်ခြင်းခံလိုက်ရပြီးဆောင်းဝန်းကတော့သူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေထဲမှာပဲအကျဉ်းချပြီးတည်ဆုံသွားခဲ့ပါတယ်။ကန်ကျွန်းကကာတွန်းကဘာကနေထွက်သွားပြီးဆောင်းဝန်းကတော့ကာတွန်းကဘာရဲ့ဇလိုက်ဖြစ်လာခဲ့ပါတယ်။သူ့တသက်လုံးအားသွန်ခွန်ဆိုင်ဖန်တီးခဲ့တဲ့ W ကာတွန်းကိုပြန်ကြည့်ရင်ရန်ကျူးနဲ့ကန်ကျွန်းတို့ပျော်ပျော်ရွှင်ရွှင်အတူတူနေသွားကြဖို့ဆောင်းဝန်းကဆူတောင်းပေးခဲ့ပါတယ်။ W ကိုလိုက်ဖက်တဲ့အဆုံးသတ်မျိုးနဲ့အဆုံးသတ်ခဲ့တာပါ။ကန်ကျွန်းဟာထောင်ဒဏ်2 နှစ်တကယ်ပဲကြာခံခဲ့ပါတယ်။လွတ်လာတဲ့အခါမှာတော့သူဟာလက်တွေ့ကဘာကိုပြန်လာပြီးရန်ကျူးနဲ့အတူနေထိုင်ပါတယ်။သူကရန်ကျူးကိုဆောင်းဝန်းရဲ့တပ်ပုံပေးလိုက်ပြီးဘာမှထပ်မပြောတော့ပါဘူး။သူနဲ့ရန်ကျူးတို့ဟာရှေ့ဆက်မဲ့နေ့ရက်တွေမှာအတူတူနေထိုင်တဲ့တာမန်စုံသွဲလေးဖြစ်သွားပါတော့တယ်။ဇလန်းကတော့ဒီမှာပဲပြီးတော့ပါပြီ။ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးခဲ့ပါဦး။